ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်တို့ဒီစကဝိုင်းစီဇန်လေးကနေကြိုဆိုပါရစေဒီနေ့စကဝိုင်းစီဇန်လေးကတော့လွတ်မြောက်ရာလို့အမည်ပေးထားတဲ့ Facebook page ကနေပြီးတော့မှစီဇန်နဲ့စကဝိုင်းစီဇန်လေးဖြစ်ပါတယ်ဒီစကဝိုင်းစီဇန်ရဲ့နာမည်ကတော့ဝါရမှိုင်းကိုချိုးဖြက်လွတ်မြောက်ရာစီရုံထွက်ဆိုတဲ့ခေါင်းစဉ်နဲ့စီဇန်ကျင်းပနေတဲ့စကဝိုင်းလေးလည်းဖြစ်ပါတယ်ဆိုတော့ဒီလွတ်မြောက်ရာဆိုတဲ့ Facebook page ကတော့2021ခုနှစ်မြို့တော်လိုင်းကာလစတင်ပြီးပေါ့နော်2021ခုနှစ်အလယ်ပိုင်းလောက်ကတည်းကနေစတင်ပြီးတော့မှလှုပ်ရှားဆောင်ရွက်နေတဲ့ Facebook page တစ်ခုလည်းဖြစ်ပါတယ်ဒီလွတ်မြောက်ရာ Facebook page မှာဆိုလို့ရှိရင်အဓိကရည်ရွယ်ပြီးတော့မှတင်ပြနေတဲ့သတင်းစကားတွေပေါ့နော်ဖြန့်ချီနေတဲ့သတင်းစကားတွေကတော့ဖက်စစ်အကြမ်းဖက်စစ်တပ်ပေါ့နော်အကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်မှာမနေဘဲနဲ့ပြည်သူအားလုံးနဲ့အတူတော်လှန်ရေးကြီးနဲ့အတူလွတ်မြောက်ရာနေရာစီကိုရုံထွက်လာခဲ့ဖို့အတွက်ကိုအဓိကအားဖြင့်အကြမ်းဖက်စစ်ကောင်စီစစ်တပ်ထဲကစစ်သားတွေနောက်ပြီးတော့ရဲတွေနောက်ပြီးတော့အကြောင်းမျိုးမျိုးကြောင့် CDM လှုပ်ရှားမှုမှာမပါဝင်နိုင်သေးတဲ့ဒီဝန်ထမ်းတွေပေါ့နော်ဒါဒီလူတွေအကုန်လုံးကိုဖြန့်ချီနေတဲ့သတင်းစကားတွေဖြစ်ပါတယ်ဆိုတော့တော်လှန်ရေးကကျွန်တော်တို့ဒီအကြမ်းဖက်စစ်ကောင်စီရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ဖိနှိပ်မှုတွေကြောင့်မလို့ကျွန်တော်တို့မျိုးဦးတော်လှန်ရေးလက်နက်ကင်တော်လှန်ရေးအဆင့်ကိုကူးပြောင်းလာခဲ့ရတာကိုလည်းအားလုံးလည်းအသိဖြစ်ပါတယ်ဆိုတော့ဒီလိုအခြေအနေကိုရောက်လာတဲ့အခါမှာကျွန်တော်တို့တော်လှန်ရေးတွေကရဲဘော်တွေတော်လှန်ရေးတွေကပြည်သူတွေဟာပြည်သူလူထုကိုကာကွယ်ဖို့အတွက်ကိုပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုကာကွယ်ဖို့အတွက်ကိုဒီအကြမ်းဖက်စစ်ကောင်စီနဲ့သူ့ရဲ့လက်ပါစီတွေပေါ့နော်သူ့ရဲ့ရန်နေရာထောက်တိုင်တွေကိုလက်နက်ကင်တိုက်ပွဲဆင်နွှဲရပါတယ်ဆိုတော့ဒီလိုဆင်နွှဲရတဲ့အချိန်မှာဘာပဲဖြစ်ဖြစ်ကိုယ်တိုင်းသူပြည်သားချင်းကိုယ်နိုင်ငံသားချင်းဖြစ်နိုင်လို့ရှိရင်ဘယ်သူကမှဘယ်သူ့ကိုမှမလုပ်ချင်ဘူးပေါ့အထူးသဖြင့်တော်လှန်ရေးဆင်နွှဲနေရတယ်ဆိုပေမဲ့ကိုယ်နိုင်ငံသားချင်းဖြစ်နေတဲ့သူတွေပေါ်မှာတော့ဒီဘက်ကတော်လှန်ရေးရဲဘော်တွေဟာဟလာတိုက်ခိုက်တပ်ဖြတ်ရတဲ့အားမျိုးတွေမဖြစ်ချင်ကြပါဘူးเนาะဒါကြောင့်မလို့တတ်နိုင်တဲ့လောက်အမြင်မှန်ရဖို့အတိတရားရဖို့အမှောင်ထဲကနေအလင်းကိုရောက်လာဖို့ဝါဒမိုင်းတွေအောက်ကနေပြီးတော့မှဝါဒမိုင်းတွေကိုချိုးဖျက်ပြီးတော့မှလွတ်မြောက်တဲ့နေရာကိုရုံထွက်နိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီ page ကနေပြီးတော့သတင်းစကားတွေတင်ဆက်နေတာဖြစ်တယ်လို့အခုဒီလိုမျိုးစကဝိုင်းစီစဉ်လေးကိုလည်းစီစဉ်ကျင်းပနေတာဖြစ်ပါတယ်ဆိုတော့ဒီနေ့စကဝိုင်းစီစဉ်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီဆွေးနွေးပြောဆိုမဲ့သူ၃ဦးရှိပါတယ်ခင်ဗျ၃ဦးမှာပထမတစ်ဦးကဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမက်လင်းလက်ဆူပေါ့နော် generation wave အဖွဲ့ကမက်လင်းလက်ဆူကနေပြီးတော့မှသူတို့အဖွဲ့ကနေပြီးတော့မှပုံမှန်ဆောင်ရွက်နေတဲ့စောင့်ကြည့်မှုတွေလေ့လာစောင့်ကြည့်မှုတွေပေါ့နော် generation wave ကဆိုလို့ရှိရင်ဒီစစ်ကောင်စီကနေပြီးတော့မှပြည်သူလူထုကြားထဲမှာနောက်ပြီးတော့စစ်ကောင်စီရဲ့ရန်နေရတွေကြားထဲမှာပေါ့နော်စနစ်တကျဝါဒဖြန့်ချီနေတဲ့သတင်းစကားတွေဝါဒမှိုင်းတွေကိုစောင့်ကြည့်လေ့လာနေတာလည်းဖြစ်ပါတယ်ဆိုတော့မလင်းလက်စုအနေနဲ့ကကြတော့ဒီစောင့်ကြည့်လေ့လာမှုတွေကိုအစီရင်ခံတင်ပြသွားမှာဖြစ်ပါတယ်ပြီးတဲ့အခါမှာကျွန်တော်တို့ဒီမြို့တော်လိုင်းကာလမှာ CDM လှုပ်ရှားမှုမှာရှာရှာပါပါကဏ္ဍတရက်ဖြစ်တဲ့တရားရေး CDM ကဏ္ဍကနေပါဝင်လာခဲ့တဲ့ CDM တရားသူကြီးပေါ့နော်ဆရာမဒေါ်တင်စာမြကနေပြီးတော့မှသူ့ရဲ့ဒီ CDM နဲ့ပတ်သက်တဲ့အတွေ့အကြုံတွေကိုလည်းပဲရှင်းလင်းတော့ပြောကြားသွားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီနေဦးတော်လိုင်းရေးကာလစတင်ချိန်ကလေးကဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်ဆိုပြီးတော့ BBLA ဆိုပြီးတော့မှလက်နက်ကင်တော်လှန်ရေးတပ်ဖွဲ့ကိုဥဆောင်တည်ထောင်ပြီးတော့မှတိုက်ပွဲဝင်နေတဲ့ BBLA ရဲ့ခေါင်းဆောင်ကိုကဲမှုကိုဆောင်ခလည်းပဲပါဝင်မှာဖြစ်ပါတယ်ဆိုတော့ဒီနေ့စကားဝိုင်းမှာဒီ moderator ပေါ့နော်အကျိုးဆောင်အနေနဲ့ဆောင်ရွက်မှာတော့ကျွန်တော်မိုးသွေးဖြစ်ပါတယ်ကျွန်တော်ကတော့ generation wave ဖွဲ့ကဥက္ကဋ္ဌလည်းပဲဖြစ်ပါတယ်ခင်ဗျဆိုတော့အခုကျွန်တော်တို့ဒီအစီအစဉ်လေးကိုကျွန်တော်တို့စတင်စကားဝိုင်းအစီအစဉ်လေးကိုစတင်လိုက်ပါမယ်ပထမအဦးဆုံးအနေနဲ့ကျွန်တော်မက်လင်းလက်ဆူကိုဖိတ်ခေါ်ခြင်းပါတယ်ခင်ဗျမက်လင်းလက်ဆူအနေနဲ့ဒီမက်လင်းလက်ဆူတို့ဖွဲ့ generation wave ဖွဲ့ကနေပြီးတော့မှအခု139ခုစစ်စင်ရေးပေါ့နော် operation 1027ရဲ့နောက်ပိုင်းမှာထူးထူးခြားခြားတွေ့ရှိထားခဲ့တဲ့စစ်ကောင်စီရဲ့ဝါဒမိုင်းအနေနဲ့ပတ်သက်ပြီးတော့ပါပေါ့နော်လေ့လာတွေ့ရှိချက်လေးတွေကိုတင်ပြပေးဖို့အတွက်ကိုကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျကျေးဇူးပါခင်ဗျ
ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ကျမဒီနေ့ကျမတို့ရဲ့တွေ့ရှိချက်တွေကိုမျှဝေခွင့်ရတဲ့အတွက်စီစဉ်ပေးတဲ့လွတ်မြောက်ရာ page ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ကျမကို screen လေး share ပေးဖို့အတွက်မေတ္တာရပ်ပေးပါတယ်ရှင်ဟုတ်ကဲ့ဒါကတော့ကျမတို့generation wave အနေနဲ့ဒီ2021ခုနှစ်ဆေးအာနာသိမ့်မှုပေါ့နော်ဆေးအာနာသိမ့်မှုကနေစတင်ပြီးတော့မှဒီစစ်ကောင်စီနဲ့ဒီစစ်ကောင်စီလက်အောက်ခံစစ်ကောင်စီအားပေးထောက်ခံတဲ့သူတွေရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာဝါဒဖြန့်ရေးသားမှုတွေကိုကျမတို့စဉ်ဆက်မပြတ်စောင့်ကြည့်တယ်မှတ်တမ်းတင်တယ်ပြီးတော့ကျမတို့တော်လှန်ရေးအတွက်ပြန်လည်အသုံးချဖို့မျှဝေမှုတွေလှုပ်ဆောင်နေပေါ့လေဆိုတော့ဒီနေ့မျှဝေပေးမဲ့အချက်အလက်တွေကတော့ကျမတို့1027စစ်စင်ရေးနောက်ပိုင်းပေါ့နော်အကြမ်းဖက်စစ်တပ်အားပေးထောက်ခံတဲ့သူတွေကနေလူမှုကွန်ရက်စာမျက်နှာတွေမှာဝါဒဖြန့်ရေးသားဖြန့်ဝေမှုတွေပဲဖြစ်ပါတယ်လို့ဆိုတော့အဲ့တော့ပထမဆုံးကျွန်မရှင်းပြချင်တာကဝါဒဖြန့်ခြင်းပေါ့နော်ဆိုတော့ဝါဒဖြန့်ခြင်းဆိုတာဘာလဲပေါ့ဆိုတော့အဲ့တော့ကျမတို့အလွယ်ကူဆုံးနားလည်လွယ်အောင်ပြောရရင်တော့ပြည်သူလူထုရဲ့သဘောထားအမြင်တွေပေါ့နော်ပြည်သူလူထုရဲ့စိတ်ဝင်စားမှုကိုလွှမ်းမိုးထားနိုင်ဖို့အတွက်လှုပ်ဆောင်နေပေါ့လေအဲ့ဒီပေါ်မှာမှလူထုတွေစိတ်ဝင်စားနိုင်လောက်တဲ့သတင်းချက်လက်တွေငင်းခုန်မှုတွေကောလာဟာလာတွေပေါ့လေဒီဟာတွေကိုအသုံးပြုပြီးတော့မှသတင်းမှန်တွေပေါ်မှာဖြစ်ဖြစ်သတင်းမှားတွေပြုလုပ်ပြီးတော့ပဲဖြစ်ဖြစ်နောက်အမှန်တဝက်အမှားတဝက်ရောပြီးတော့ပဲဖြစ်ဖြစ်ပေါ့လေဆိုတော့လူထုစိတ်ဝင်စားအောင်ရေးသားဖြန့်ချီတဲ့ဖြန့်ချီမှုတွေကိုကျမတို့ဝါဒဖြန့်ခြင်းလို့အဓိပ္ပာယ်သတ်မှတ်ပါတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာမှကျမတို့စောင့်ကြည့်တယ်ပေါ့နော်ဒီစစ်ကောင်စီအားပေးထောက်ခံတဲ့သူတွေကနေရေးသားဖြန့်ဝေမှုတွေကိုကျမတို့စောင့်ကြည့်လေ့လာတဲ့နေရာမှာကျမတို့ပုံစံ3မျိုးနဲ့လေ့လာပါတယ်ပေါ့နော်တစ်ခုကတော့ကျမတို့အဖြူရောင်ဝါဒဖြန့်ခြင်းလို့အသုံးပြုပါတယ်ဆိုတော့ဒီသတင်းအမှန်တွေကိုအသုံးပြုပြီးတော့မှဝါဒဖြန့်ချီရေးသားမှုတွေပေါ့နော်ဆိုတော့နောက်တစ်ခုကတော့ကျမတို့မိခိုးရောင်ဝါဒဖြန့်ခြင်းပေါ့အဲ့ဒါကတော့သတင်းမှန်လားမှားလားမသိရတဲ့အချက်လက်တွေကိုများသောအားဖြင့်အသုံးပြုတယ်ပေါ့နော်ဆိုတော့အဲ့ဒီခါမှာကျမတို့တွေဒီအဲ့ဒီအချက်လက်တွေကိုပြန်လည်ပြီးတော့မှစီစစ်ဖို့လိုတယ်လို့နောက်တစ်ခုကဒီမိခိုးရောင်ဝါဒဖြန့်ခြင်းကဒီနောက်ပိုင်းမှာပို့ပြီးတော့မှအသုံးများလာတဲ့ဝါဒဖြန့်မှုတစ်ခုလည်းဖြစ်တယ်ပေါ့လေဆိုတော့နောက်တစ်ခုကတော့အနက်ရောင်ဝါဒဖြန့်ခြင်းပေါ့ဒါကတော့လုံးဝသတင်းမှားတွေကိုအသုံးပြုပြီးတော့မှရေးသားဖြန့်ဝေတဲ့အကြောင်းအရာတွေဖြစ်တယ်ပေါ့လေဆိုတော့ဒီအနက်ရောင်ဝါဒဖြန့်ခြင်းကတော့ကျမတို့ဒီနောက်ပိုင်းမှာဒေါ်လာရေးအင်အားစုတွေကနေပြီးတော့မှဒီအကြမ်းဖက်စစ်တပ်နဲ့စစ်တပ်အားပေးထောက်ခံသူတွေရဲ့ဝါဒဖြန့်မှုတွေကိုတံပြန်လှုပ်ဆောင်တဲ့အခါမှာဒီသတင်းမှားတွေကိုကျမတို့ကပြန်ပြီးတော့မှစောင့်ကြည့်ပြီးတော့သတင်းမှန်တွေပြန်လဲထုတ်ပြန်တာရှိတယ်ပေါ့လေဒါမျိုးလှုပ်ဆောင်မှုတွေအားကောင်းလာတဲ့အခါမှာအနက်ရောင်ဝါဒဖြန့်ခြင်းကိုအသုံးပြုမှုကိုအားနည်းလာတာကိုကျမတို့တွေ့ရှိရတယ်ပေါ့နော်ဆိုတော့ဟုတ်ကဲ့နောက်တစ်ခုကတော့ကျမတို့စောင့်ကြည့်လေ့လာဖြစ်တဲ့ဥတီအုပ်စုတွေပေါ့နော်ဆိုတော့အဲ့ဒီမှာဆိုရင်ကျမတို့စောင့်ကြည့်လေ့လာတဲ့အစုဖွဲ့တွေအပြင်ဆိုရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရှိတယ်နောက်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရှိတယ်အဲ့ဒီမှာဆိုရင် NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေပါတယ်လို့ NCA လက်မှတ်မထိုးထားတဲ့တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေလည်းပါတယ်ပေါ့နော်ဆိုတော့ပြီးတော့ကျမတို့ NUG နောက် NUG ကိုအားပေးထောက်ခံတဲ့သူတွေပြီးတော့တိုင်းသားနိုင်ငံရေးပါတီတွေနောက်ပြီးတော့ဒီနိုင်ငံရေးပါတီစုဖွဲ့တွေပေါ့နော်ပြီးတော့ရင်အကြမ်းဖက်စစ်တပ်နောက်အကြမ်းဖက်စစ်တပ်ကိုအားပေးထောက်ခံတဲ့သူတွေပြီးတော့ရင်ကျမတို့ CDM ဝန်ထမ်းတွေနောက်လူလူလှုပ်ရှားမှုပေါ့နော်လူလူလှုပ်ရှားမှုကိုဦးဆောင်နေတဲ့အစုဖွဲ့တွေအင်အားစုတွေနောက်နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့သူတွေပြီးတော့ကျမတို့2016ကနေ2021ခုနှစ်တွင်ပေါ့လေဆိုတော့တာဝန်ယူခဲ့တဲ့အစိုးရပေါ့နော်ရခင်အစိုးရပေါ့ပြီးတော့ကျမတို့ပြည်သူလူထုနောက်အခြားပေါ့လေဆိုတော့အဲ့လိုမျိုးကျမတို့ဥတီအုပ်စုအပြင်စောင့်ကြည့်ပါတယ်စောင့်ကြည့်ရတဲ့အခါမှာကျမဒီမှာအယောင်လေးတွေခွဲထားတယ်နောက်စာလုံးအကြီးအသေးခွဲထားပါတယ်ပေါ့လေဆိုတော့အဲ့ဒါကတော့ကျမတို့အနီရောင်နဲ့ပြထားတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနောက်ပြီးတော့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအင်အားစုတွေပေါ့နော်သူတို့တွေကိုဒီလူမှုကွန်ရက်စာမျက်နှာတွေမှာ
ပုဂ္ဂိုလ်ရေးအပြင်အစုဖွဲ့အပြင်တိုက်ခိုက်ရေးသားပြောဆိုမှုတွေကအများဆုံးဖြစ်တယ်ပေါ့နော်ဆိုတော့ဒုတိယအများဆုံးကတော့ NUG ရဲ့ NUG ကိုအားပေးထောက်ခံနေတဲ့သူတွေရဲ့နောက်တိုင်းသားနိုင်ငံရေးပါတီတွေရဲ့နောက်နိုင်ငံရေးပါတီစုဖွဲ့တွေရဲ့ပေါ့နော်ဆိုတော့ဒါကတော့ဒုတိယအများဆုံးရေးသားဝါဒဖြန့်ခံရတဲ့စုဖွဲ့တွေဖြစ်ပါတယ်ဆိုတော့ဒီမှာကျမအစိမ်းရောင်နဲ့ပြထားတဲ့ဒီအကြမ်းဖက်စစ်တပ်နဲ့အကြမ်းဖက်စစ်တပ်ကိုအားပေးထောက်ခံတဲ့သူတွေပေါ့နော်ဆိုတော့သူတို့ကတော့ဝါဒဖြန့်မှုမှာပုံစံ2မျိုးရှိရပေါ့နော်ဆိုတော့ကျန်တဲ့အကြောင်းအရာတွေမှာဆိုးဆိုးဝါးဝါးတိုက်ခိုက်တဲ့ဝါဒဖြန့်မှုတွေတိုက်ခိုက်ဝေဖန်တဲ့ရေးသားပြောဆိုမှုတွေနဲ့ဖြန့်ချီကြပေမဲ့ဒီအကြမ်းဖက်စစ်တပ်နဲ့ပတ်သက်ပြီးတော့ရဲ့ဒီအကြမ်းဖက်စစ်တပ်ကိုအားပေးထောက်ခံတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ရဲ့ဝါဒဖြန့်ချီတဲ့အခါမှာပုံစံ2မျိုးလုံးသုံးတာကိုတွေ့ရတယ်။တစ်ခုကတော့ကောင်းတဲ့ဝါဒဖြန့်မှုပေါ့နော်ဆိုတော့အဲ့လိုမျိုးဝါဒဖြန့်မှုအပြင်ကိုနောက်တစ်မျိုးကကြတော့သူတို့အချင်းချင်းကိုပဲဒီအပြန်အလှန်ဝေဖန်တဲ့တိုက်ခိုက်တဲ့ရေးသားပြောဆိုတဲ့ဟာမျိုးတွေကိုလည်းကျမတို့တွေ့ရတယ်ပေါ့နော်ဆိုတော့ဒီမှာကကျန်တဲ့စုဖွဲ့တွေအပြင်ကတော့တိတ်ပြီးတော့မှပေါ့နော်ဥတီချက်ထားပြီးတော့မှဝေဖန်ရေးသားတိုက်ခိုက်ခံရတာနည်းတယ်ပေါ့နော်ဒီမှာရှိနေတဲ့ CDM ဝန်ထမ်းတွေနောက်လူလူလှုပ်ရှားမှုဆောင်နေကြတဲ့စုဖွဲ့တွေအင်အားစုတွေနိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့သူတွေနောက်ပြည်သူလူထုတွေပေါ့နော်ဆိုတော့ဒီစုဖွဲ့တွေကတော့ဒီဥတီရေးသားတိုက်ခိုက်ခံရတာနည်းပါတယ်ပေါ့နော်ဟုတ်နောက်တစ်ခုကကြတော့ကျမတို့အကြောင်းအရာအဖြစ်ပေါ့နော်ကျမတို့စောင့်ကြည့်လေ့လာမှတ်တမ်းတင်တဲ့အကြောင်းအရာအဖြစ်ဆိုရင်သတင်းပေးခြင်းရှိတယ်နောက်တစ်ခုကလူပုဂ္ဂိုလ်နဲ့အစုဖွဲ့ပေါ့နော်လူပုဂ္ဂိုလ်နဲ့အစုဖွဲ့ကိုတိုက်ခိုက်ရေးသားတယ်အဲ့ဒီခါမှာတိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေလည်းပါတယ်လို့ကျမတို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ NUG နောက်ဒီတော်လိုင်းအင်အားစုတွေပေါ့နော်စသဖြင့်အဲ့လိုမျိုးတွေအကုန်ပါဝင်တယ်နောက်ပြီးကြတော့လူမျိုးရေးဆိုင်ရာပေါ့နော်ဘာသာရေးလူမျိုးရေးဆိုင်ရာရေးသားဝါဒဖြန့်မှုတွေနောက်လက်နက်ကင်တိုက်ပွဲဖြစ်စဉ်တွေပြီးတော့အကြမ်းဖက်စစ်တပ်နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေပေါ့နော်ဆိုတော့နောက်တစ်ခုကလုံးကြံတက်ဖြတ်မှုတွေဘာသာရေးနိုင်ငံတကာအခြေအနေနဲ့တုံ့ပြန်မှုတွေပေါ့နော်ဆိုတော့ဒီလိုအကြောင်းအရာအဖြစ်ခွဲပြီးတော့မှကျမတို့စောင့်ကြည့်လေ့လာပါတယ်ဆိုတော့ဒီမှာကအနီရောင်နဲ့ရေးထားတဲ့သတင်းပေးခြင်းပေါ့ဆိုတော့သတင်းပေးခြင်းနဲ့လူပုဂ္ဂိုလ်အစုဖွဲ့တွေကိုရေးသားတိုက်ခိုက်ခြင်းတွေဟာအများဆုံးလူမှုကွန်ရက်စာမျက်နှာမှာလှုပ်ဆောင်တာကိုတွေ့ရတယ်ဒုတိယအများဆုံးကတော့လူမျိုးရေးဒီလူမျိုးရေးဘာသာရေးပေါ့နော်ရည်ရွယ်ချက်ရှိရေးသားတိုက်ခိုက်ဝါဒဖြန့်တာတွေလှုပ်ဆောင်တာကိုတွေ့ရတယ်နောက်တစ်ခုကအကြမ်းဖက်စစ်တပ်နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေပေါ့နော်ဆိုတော့အဲ့ဒီမှာဆိုရင်သတင်းမှန်ကောသတင်းမှားကောကိုအသုံးပြုပြီးတော့မှဝါဒဖြန့်ချီမှုတွေလုပ်တာကိုတွေ့ရတယ်ဆိုတော့ကျန်တဲ့ဒီလောက်ကျန်တက်ဖြတ်မှုတွေတို့နောက်နိုင်ငံတကာအခြေအနေနဲ့တုံ့ပြန်မှုတွေအပြင်ကတော့ရေးသားမှုနည်းတယ်ဆိုတာကိုကျမတို့လေ့လာတွေ့ရှိရပါတယ်ရှင်နောက်တစ်ခုကတော့ကျမတို့သတင်းပေးခြင်းပေါ့နော်ဆိုတော့သတင်းပေးခြင်းနဲ့ပတ်သက်ရင်အများစုဘာတွေတွေ့ရှိရလဲဆိုရင်ဒီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနောက်တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေရဲ့စစ်ရေးလှုပ်ရှားမှုတွေမြေပြင်သတင်းချက်လက်တွေပေါ့နော်ဆိုတော့ဒါတွေကိုသတင်းပေးတာမျိုးတွေအများဆုံးတွေ့ရတယ်နောက်တစ်ခုကကြတော့ဒီNUG အစိုးရပေါ့နော် NUG အစိုးရကိုအားပေးထောက်ခံနေတဲ့သူတွေတော်လှန်ရေးကိုအထောက်ပံ့လုပ်နေတဲ့ခေါင်းဆောင်တွေပေါ့နော်ဆိုတော့စုဖွဲ့တွေကိုဖမ်းဆီးဖို့အတွက်ကိုသတင်းပေးမှုတွေအများဆုံးလှုပ်ဆောင်တယ်ဆိုတာကိုတွေ့ရတယ်ပေါ့လေနောက်တစ်ခုကကြတော့ကျမတို့လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေပေါ့နော်လူပုဂ္ဂိုလ်နဲ့စုဖွဲ့အင်အားစုတွေကိုဥတီပြီးတော့မှဝါဒဖြန့်ချီရေးသားမှုတွေပေါ့လေဆိုတော့အဲ့ဒီမှာဆိုရင်ကျမတို့တွေ့ရပါလိမ့်မယ်ပေါ့နော်ဆိုတော့ဒီအေးမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနောက်ပြီးကြတော့ဒီပျက်စီးဆုံးရှုံးမှုတွေပေါ်မှာဒီစစ်ကောင်စီအားပေးထောက်ခံတဲ့သူတွေကနေပြီးတော့မှဒီဟာကအေကနေပြီးတော့မှလှုပ်ဆောင်တာဖြစ်တယ်ဆိုတော့ဝါဒဖြန့်ချီရေးသားမှုတွေအဲ့ဒီနောက်ဆက်တွဲဒီလူမျိုးရေးပေါ့နော်လူမျိုးရေးပြိပက္ခတွေဖြစ်ဖို့အတွက်ကိုနောက်ဆက်တွဲဝါဒဖြန့်ချီရေးသားတာမျိုးတွေလည်းကျမတို့တွေ့ရတယ်နောက်ဒီဘက်မှာဆိုရင်လည်းကျမတို့လီဆူပေါ့နော်ဆိုတော့ဒီတိုင်းရင်းသားတိုင်းရင်းသားလက်နက်ကိုင်အင်အားစုအချင်းချင်းကြားထဲမှာဒီပြိပက္ခဖြစ်စေဖို့ဝါဒဖြန့်မှုတွေပေါ့နော်ဆိုတော့ဒါမျိုးတွေကိုလည်းကျမတို့တွေ့ရှိရတယ်ပေါ့လေဒါကတော့လူပုဂ္ဂိုလ်နဲ့စုဖွဲ့တွေပေါ်မှာတာဂက်ထားပြီးတော့မှဝါဒဖြန့်ချီမှုတချို့ဖြစ်ပါတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကကြတော့ကျမတို့ပြည်သူ့ကာကွယ်ရေးတော်လှန်ရေးအင်အားစုတွေ
ပေါ့နော်တော်လိုင်းရေးအင်အားစုတွေနဲ့တပ်ဖွဲ့ဝင်တွေပေါ့လေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေတော်လိုင်းရေးစုဖွဲ့ဝင်တွေကိုဘာသာရေးလူမျိုးရေးအတိုက်ခိုက်ရေးသားမှုတွေပေါ့နော်ဆိုတော့အဲ့ဒီမှာဆိုရင်ကျမတို့ဘာတတိထားမိလဲဆိုရင်ဒီ1027စစ်စင်ရေးနောက်ပိုင်းမှာစီရေးရှုံးနေလာတာနဲ့အမျှဒီတိုင်းသားလက်နက်ကိုင်စုဖွဲ့တွေကြားတဲ့နောက်ပြည်သူ့ကာကွယ်ရေးစုဖွဲ့တွေကြားထဲမှာစစ်ရေးအပြင်ကိုဘာသာရေးလူမျိုးရေးအရာအသုံးပြုပြီးတော့မှာပေါ့နော်ဝါဒဖြန့်ချီတာတွေတိုက်ခိုက်တာတွေတော်လန်ရေးကိုပုံဖြတ်တာတွေအများဆုံးလှုပ်ဆောင်လာတာကိုတွေ့ရတယ်ပေါ့လေဆိုတော့ဒီမှာဆိုရင်ကျမတို့ဒီ MNDAA ကနေပြီးတော့မှတပ်ဖွဲ့ဝင်တချို့อ่ะပေါ့နော်စီရီတဆူကိုဖြူချနေတဲ့ဗီဒီယိုဖိုင်အဲ့ဒီဗီဒီယိုဖိုင်ကိုအသုံးပြုပြီးတော့မှဘာသာရေးလူမျိုးရေးပြိပခါဖြစ်လာဖို့အတွက်ကိုပေါ့နော်ဆိုတော့ဒါမျိုးတွေကိုလှုံ့ဆော်ရေးသားခဲ့တာတွေကိုကျမတို့တွေ့ရတယ်နောက်ပြီးကြတော့ဒီလိုမျိုးဒီလိုမျိုးပျက်စီးမှုတွေထိခိုက်ဆုံးရှုံးမှုတွေကအကြမ်းဖက်စစ်တပ်နဲ့မသက်ဆိုင်ဘူးဆိုတော့ရေးသားဝါဒဖြန့်မှုတွေကိုလည်းကျမတို့တွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါအပြင်ကိုကျမတို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကဘာသာရေးအရာကျူးလွန်မှုတွေဟိုရှိတယ်ဆိုတဲ့ဥစ္စာမျိုးကိုလည်းကျမတို့လူမှုကွန်ရက်စာမျက်နှာတွေမှာရေးသားဝါဒဖြန့်တာမျိုးတွေတွေ့ရတယ်ပေါ့လေဆိုတော့နောက်တစ်ခုကကြတော့ကျမတို့လူမျိုးရေးပေါ့နော်လူမျိုးရေးနဲ့ပတ်သက်ရင်တော့ကျမတို့ဒီ10နှစ်ခွန်စစ်စင်ရေးနောက်ပိုင်းမှာလူမျိုးရေးနဲ့ပတ်သက်ပြီးပြိပခါတွေဖြစ်ဖို့အတွက်ကိုပို့ပြီးတော့မှဥတီလှုပ်ဆောင်လာတာကိုအများကြီးတွေ့ရတယ်အထူးသဖြင့်တော့ဗမာနဲ့ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေကြားထဲမှာဒီတွေးထိုးလှုံ့ဆော်မှုတွေဥတီတိုက်ခိုက်ရေးသားမှုတွေကိုကျမတို့အများဆုံးတွေ့ရတယ်အဲ့ဒီမှာမှဒီစစ်ဘေးရှောင်ပြည်သူတွေပေါ့နော်စစ်ဘေးရှောင်ပြည်သူတွေကိုဒီတိုင်းသားလက်နက်ကိုင်အင်အားစုတွေကဗမာဖြစ်နေလို့ခွဲခြားပြီးတော့မှဖိနှိပ်တယ်ဆိုတော့ရေးသားဖြန့်ဝေမှုတွေကိုလှုပ်ဆောင်လာတာတွေ့ရတယ်ဆိုတော့အဲ့ဒီအပြင်ကိုမှဒီလူမှုကွန်ရက်စာမျက်နှာတွေမှာဝါဒဖြန့်ရေးသားလှုပ်ဆောင်မှုတွေအပြင်ကိုမြေပြင်မှာလည်းဒီဆန္ဒပြမှုတွေဒီဆန္ဒပြပွဲတွေပေါ့နော်ဆန္ဒပြပွဲတွေကိုသူတို့လှုပ်ဆောင်လာတာကိုလည်းကျမတို့တွေ့ရတယ်ဆိုတော့အဲ့တော့လူမျိုးရေးဘာသာရေးနဲ့ပတ်သက်ရင်ဒီအကြံဖတ်စစ်တပ်နဲ့ဒီစစ်တပ်ထောက်ခံအားပေးတဲ့သူတွေဟာဒီ online ရောမြေပြင်မှာပါပေါ့နော်ဆိုတော့စနစ်တကျနဲ့လှုပ်ဆောင်နေတယ်ဆိုတာကိုကျမတို့တွေလေ့လာတွေ့ရှိရပါတယ်နောက်တစ်ခုကတော့လက်နက်ကင်တိုက်ပွဲဖြစ်စဉ်တွေပေါ့နော်ဆိုတော့ဒီ1027စစ်စင်ရေးနောက်ပိုင်းမှာဒီစခန်းသိမ်းတိုက်ပွဲတွေကျမတို့ဘက်ကအနိုင်ရတယ်တရင်တပ်ဖွဲ့တွေအလိုက်ပြည်သူဘက်ကိုခိုးလုံလာတာတွေရှိတယ်နောက်ဒီအကြမ်းဖက်စစ်တပ်ကဒီစစ်သားတွေအသေးအပြောက်တွေအများကြီးရှိတယ်ဆိုတော့ဒီလိုသတင်းတွေဒီလိုတိုက်ပွဲသတင်းတွေကိုဖုံးကွယ်ပြီးတော့မှာပေါ့နော်နယ်မြေတွေပြန်ရနေပြီးသူတို့အနိုင်ရနေပြပြီဆိုတဲ့ဥစ္စာမျိုးတွေကိုအဲ့ဒီအချိန်မှာလူမှုကွန်ရက်စာမျက်နှာတွေမှာရေးသားဖြန့်ဝေတာမျိုးကိုကျမတို့လေ့လာတွေ့ရှိရတယ်ဆိုတော့ဒီချက်လက်တွေကတော့များသောအားဖြင့်တော့သတင်းမှားတွေကိုအသုံးပြုတာများတယ်နောက်တစ်ခုကသတင်းအချက်လက်မှန်ကန်မှုစစ်ဆေးဖို့အတွက်ကခက်ခဲတဲ့အချက်လက်တွေကိုသူတို့သုံးပြီးတော့မှဝါဒဖြန့်တာတွေအများဆုံးဖြစ်တယ်ဆိုတာကိုကျမတို့တွေ့ရှိရတယ်ပေါ့နော်နောက်တစ်ခုကကျမတို့အကြမ်းဖက်စစ်တပ်နဲ့ပတ်သက်တဲ့သတင်းတွေပေါ့နော်ဆိုတော့ဒီမှာဆိုရင်ကျမအရှိမပြောသွားတဲ့အထဲမှာလည်းပါတယ်အကြမ်းဖက်စစ်တပ်နဲ့ပတ်သက်တဲ့သူတို့ရဲ့ဝါဒဖြန့်မှုတွေမှာပုံစံ2မျိုးရှိတယ်တစ်မျိုးကကြတော့ဒီစစ်တပ်ရဲ့လက်အောက်ခံပေါ့နော်အကြမ်းဖက်စစ်တပ်လက်အောက်ခံသတင်းမီဒီယာတွေကနေပြီးတော့မှဒီစစ်ပျော်ပွဲရှင်ပွဲတွေပေါ့နော်ပျော်ပွဲရှင်ပွဲတွေလှုပ်ဆောင်နေတဲ့သူတို့စစ်တပ်ကိုထောက်ခံကြအောင်ဆိုပြီးတော့မှပွဲတွေလုပ်ပြီးတော့ဝါဒဖြန့်မှုတွေလှုပ်ဆောင်နေတာရှိတယ်လို့တစ်ဖက်မှာလည်းဒီအကြမ်းဖက်စစ်တပ်ကိုထောက်ခံတဲ့သူတွေကြားထဲမှာဒီစစ်ရေးရှုံးနိမ့်လာမှုအပေါ်မှာဒီခေါင်းဆောင်တွေကိုဝေဖန်တာပြစ်တင်တာတွေနောက်တစ်ခုကအချင်းချင်းကြားထဲမှာသဘောထားကွဲလွဲတာတွေအချင်းချင်းကြားထဲမှာအပြန်အလှန်တိုက်ခိုက်ရေးသားတာမျိုးတွေရှိလာတယ်ဆိုတဲ့ဥစ္စာမျိုးလဲကျမတို့လေ့လာတွေ့ရှိရပါတယ်နောက်တစ်ခုကတော့စစ်မှုထမ်းဥပဒေပေါ့နော်ဆိုတော့ကျမတို့ဖေဖော်ဝါရီလ10ရက်နေ့မှာဒီအသက်ဝင်ကြောင်းကြီးညာလိုက်တယ်ပေါ့နော်ဒီကျန်းဖက်စစ်တပ်ကနေကြီးညာလိုက်တဲ့စစ်မှုထမ်းဥပဒေနောက်ဆက်တွဲဆိုတော့ဒီ3လပိုင်းပေါ့လေ3လပိုင်းအတွင်းမှာအများဆုံးဒီရေးသားဖြန့်ဝေတဲ့
ဖြန့်ဝေမှုတွေမှာဒီစစ်မှုထမ်းဥပဒေကိုထောက်ခံကြအောင်ပေါ့နော်နောက်ပြီးကြတော့ဒီဥပဒေကိုလူငယ်တွေကလက်ခံကြအောင်ဆိုတော့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်တဲ့ရေးသားဖြန့်ဝေဝါဒဖြန့်မှုတွေအများဆုံးဆိုတဲ့ဥစ္စာကိုကျမတို့တွေ့ရတယ်နောက်တစ်ခုကနိုင်ငံတကာအရေးနဲ့ပတ်သက်လို့ပေါ့နော်ဆိုတော့နိုင်ငံတကာအရေးနဲ့ပတ်သက်ရင်တော့အထူးသဖြင့်တော့သူတို့ဝါဒဖြန့်မှုတွေဒီအကြမ်းဖက်စစ်ကောင်စီကိုနိုင်ငံတကာကအတိမတ်ပြုပါတယ်လက်ခံပါတယ်ဆိုတဲ့ဟာမျိုးတွေကိုပုံဖော်ပြီးတော့မှပုံစံမျိုးစုံရေးသားကြတယ်ပေါ့နော်သူတို့ဟိုတခြားနိုင်ငံတွေကိုပဲသွားရတာမျိုးပဲဖြစ်ဖြစ်ကိုယ့်နိုင်ငံကိုပဲလာတာပဲဖြစ်ဖြစ်ပေါ့လေဆိုတော့အဲ့ဒီထဲမှာမှအများဆုံးကတော့ဒီ1027စစ်စင်ရေးနဲ့သက်ဆိုင်ပြီးတော့မှပေါ့နော်ဆိုတော့တရုတ်နိုင်ငံနဲ့ပတ်သက်ပြီးတော့မှတွေ့ရှိချက်ကတော့ဒီတရုတ်နိုင်ငံကိုသွားရောက်ရတဲ့ဒီစစ်ကောင်စီအဖွဲ့ဝင်တွေရှိတယ်ပေါ့နော်နောက်တစ်ခုကတရုတ်နိုင်ငံရဲ့ကြီးကဲတွေကမြန်မာနိုင်ငံကိုလာရောက်မှုတွေရှိတယ်ဆိုတော့ဒီဟာတွေပေါ်မှာအခြေခံပြီးတော့မှအကြမ်းဖက်စစ်ကောင်စီကိုတရုတ်နိုင်ငံကအစိုးရအဖြစ်တိမှတ်ပြုတယ်ဆိုတော့အကြောင်းအရာတွေကိုပုံဖော်ပြီးတော့မှအများဆုံးရေးသားခဲ့တယ်ပေါ့လေဆိုတော့နိုင်ငံတကာရေးနဲ့ပတ်သက်ရင်အဲ့ဒါအပြင်ကို1027စစ်စင်ရေးနောက်ပိုင်းပေါ့နော်တရုတ်နိုင်ငံငါတိုင်းသားတော်လှန်ရေးအင်အားစုတွေကိုထောက်ပံ့နေရဲဆိုတော့ဒီရေးသားမှုတွေနဲ့အစိုးမြင်ပြစ်တင်မှုတွေကိုရေးထားတာတွေ့ရတယ်ပေါ့နော်ဆိုတော့ဝါဒဖြန့်တာတွေ့ရတယ်နောက်တစ်ခုကဒီစစ်တပ်လက်အောက်ခံပေါ့လေသတင်းမီဒီယာတွေကတရုတ်နိုင်ငံနဲ့ပတ်သက်ပြီးတော့မှစစ်စင်ရေးကောင်းမွန်ကြအောင်ပေါ့လေသူတို့ကအဲ့အမျိုးတွေဝါဒဖြန့်နေပေမဲ့တစ်ဖက်မှာသူတို့ကိုထောက်ခံအားပေးသူတွေကြားထဲမှာတော့ဒီတရုတ်ဆန့်ကျင်ရေးဆိုတဲ့ဝါဒဖြန့်ဝေရေးသားမှုတွေလောက်တာကိုကျမတို့တွေ့ရတယ်ပေါ့နော်ဆိုတော့တွေ့ရှိချက်နှစ်ချုပ်ကိုကျမပြန်ပြီးတော့မှပြောပြရရင်တော့ဒီပေါ့နော်1027နောက်ပိုင်းမှာဒီဇန်နဝါရီလပေါ့နော်1027စစ်စင်ရေးနောက်ပိုင်းကျန်းဖက်စစ်တပ်ကစစ်ရေးမှာရှုံးနိမ့်လာတယ်ဆိုတာကျမတို့အားလုံးအသိပေါ့တွေ့ကြမြင်ကြမယ်ပေါ့နော်သတင်းမီဒီယာတွေကနေဆိုတော့အဲ့ဒီကနေပြီးတော့မှဆိုတော့စစ်ရေးရှုံးနိမ့်လာတဲ့များလူမျိုးရေးဘာသာရေးကိုပို့ပြီးတော့မှပေါ့နော်အချိန်မြင့်ပြီးတော့မှလှုပ်ဆောင်လာတာကိုကျမတို့တွေ့ရတယ်ဝါဒဖြန့်မှုတွေအပြင်မြေပြင်ဆန္ဒပြပွဲတွေပါလှုပ်ဆောင်လာတယ်ဆိုတာကိုကျမတို့တွေ့ရတယ်နောက်တစ်ခုကလက်နက်ကင်အင်အားစုတွေကြားမှာစီယုံရေးနဲ့ဒီလှုပ်ရှားမှုတွေထိခိုက်စေဖို့ရည်ရွယ်ပြီးတော့မှတိုက်ခိုက်ဝေဖန်ရေးသားမှုတွေကျမတို့တွေ့ရတယ်နောက်တစ်ခုကစစ်မှုရန်ဥပဒေကိုထောက်ခံတဲ့စစ်မှုရန်ဥပဒေမှာလူငယ်တွေပါဝင်တယ်ဆိုတော့ရေးသားမှုတွေကိုကျမတို့တွေ့တယ်နောက်တစ်ခုစစ်ရေးချိန်မြင့်လာတာနဲ့အမျှပေါ့နော်ဒီတိုင်းသားလက်နက်ကင်အင်အားစုတွေနဲ့ဒီတိုင်းသားခေါင်းဆောင်တွေပေါ့နော်ခေါင်းဆောင်တွေကိုဥတီပြီးတော့မှပုံကိုရေးရာစုဖွဲ့ရာတိုက်ခိုက်ရေးသားမှုတွေအချိန်မြင့်လာတာကိုတွေ့ရတယ်နောက်ဒီစစ်သားတွေပေါ့နော်တစ်ဖက်မှာစီးရရှုံးနေလာတယ်ပြီးတော့ဒီစကားစားလောက်ခံဒီစစ်တီတွေကပြည်သူ့ဘက်ကိုခိုးလုံလာကြတယ်ပေါ့နော်ပုံစံမျိုးစုံနဲ့ခိုးလုံလာကြတယ်စခန်းတွေလည်းတိမ့်ခံရတယ်စားတဲ့သတင်းတွေကိုဖုံးကွယ်ထားပြီးတော့မှာပေါ့နော်ဟိုစခန်းတွေပြန်လဲရရှိနေပြီးနယ်မြေတွေပြန်လဲထိမ့်သိမ်းနိုင်ပြီဆိုတော့ရေးသားမှုတွေရေးတာတွေ့ရတယ်နောက်တစ်ခုကအဆိုနောက်ထူးထူးခြားခြားပေါ့နော်ကျမတို့လေ့လာတွေ့ရှိရတော့ဒီလိုမျိုးပြည်သူ့ဘက်ကိုခိုးလုံလာတဲ့စစ်တီတွေကိုစစ်တီတွေနဲ့ပတ်သက်ပြီးတော့မှဝါဒဖြန့်ချီမှုတွေထဲမှာဘာကိုတွေ့ရှိရလဲဆိုရင်ပထမတစ်ချက်ပြည်သူ့ဘက်ကိုခိုးလုံရင်အသက်ခံရမှာပဲဆိုတော့ရေးသားမှုတွေနောက်တစ်ခုကကြတော့ကျမတို့ဒီစစ်တီတွေကိုအမုန်းတရားပွားအောင်ပေါ့နော်ဆိုတော့ဒါမျိုးတွေစနစ်တကျဝါဒဖြန့်ချီရေးသားတာမျိုးတွေလည်းကျမတို့တွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီထဲမှာကျမတို့ဒီ10နှစ်ခွန်စစ်စင်ရေးနောက်ပိုင်းပေါ့နော်ကျမတို့ဒီလေ့လာစောင့်ကြည့်လေ့လာမှုတွေထဲမှာထူးခြားဖြစ်စဉ်လို့လည်းပြောလို့ရတယ်ဆက်ပြီးတော့မှာပေါ့နော်နောက်ဆက်တွဲအခြေအနေလည်းအများကြီးကြုံရတဲ့ဖြစ်ရပ်တစ်ခုရှိပါတယ်အဲ့ဒါကတော့မြောက်ခင်းရန်အကြမ်းဖက်မှုပါပေါ့နော်ဆိုတော့ဒါပေမဲ့ဒီဖြစ်ရပ်ဒီလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာအချိန်ခဏပဲပြန့်နှံ့လာပြီးတော့မှဒီချက်လက်တွေကလူမှုကွန်ရက်စာမျက်နှာကနေပြတ်သွားတယ်ပေါ့နော်ကျမတို့စောင့်ကြည့်လေ့လာနေတဲ့ group တွေ page တွေကနေပြတ်သွားတာမျိုးကျမတို့ထူးထူးခြားခြားဒီဟာကိုမှတ်တမ်းတင်ထားပါတယ်ပေါ့နော်ဆိုတော့အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျမတို့စောင့်ကြည့်လေ့လာထားတဲ့အချက်လက်တွေနဲ့ပတ်သက်ပြီးတော့ဆက်လေ့လာတွေ့ရှိချက်တွေကိုတော့ကျမနောက်ပိုင်းမှာဆွေးနွေးခွင့်ပြုပါပေါ့နော်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ဒီတစ်တုံညာနှစ်ခွန်စစ်စင်ရေးနောက်ပိုင်းပေါ့နော်စစ်တပ်ရဲ့
စစ်ကောင်စီရဲ့ဝါဒဖြန့်ချီမှုတွေကိုပြည့်ပြည့်စုံစုံနဲ့လေးလာတင်ပြသွားတဲ့အတွက်မလင်းလက်စုကိုအထူးကျေးဇူးတင်ပါတယ်အခုတစ်ခေါက်ကတော့ကျွန်တော်တို့ဒီ CDM ဖျားသူကြီးပေါ့နော်ဆ iam ဒေါ်တင်စာမြနဲ့ဒေါ်တင်စာမြကိုစကားပြောဖို့လှည့်ဖြစ်ပါတယ်ဆ iam ကိုကျွန်တော်တို့ဒီမေးချင်တာလေးကပေါ့နော်စကားဝိုင်းမှာကျွန်တော်တို့ပြည်သူလူထုကိုတင်ပြပေးစေချင်တာလေးကတော့ဆ iam ဒီကျွန်တော်တို့ဒီမေဦးတော်လန်ရေးထဲမှာဆိုလို့ရှိရင်ပေါ့နော်CDM ပါဝင်ကြတဲ့ဒီပြည်သူဝန်ထမ်းနိုင်ငံဝန်ထမ်းကဏ္ဍတွေကိုကြည့်လို့ရှိရင်တရားရေးကဏ္ဍအတော်လေးနေတာကိုကျွန်တော်တို့သတိထားမိပါတယ်ဆိုတော့ဆ iam အနေနဲ့ဒါရှာပဒီပါဝင်တဲ့ CDM စုဖွဲ့ဖြစ်တဲ့ဒီတရားရေးစုဖွဲ့တွေကနေပြီးတော့ပါဝင်လာတာလည်းဖြစ်တယ်ပေါ့လေအဲ့အတွက်ကြောင့်မလို့ဆ iam အနေနဲ့ဘာကြောင့်မြန်ဒီ CDM လှုပ်ရှားမှုမှာပါဝင်လာခဲ့ရလဲပေါ့နော်တစ်ချက်ကတော့နောက်တစ်ခုကဒီမတိုင်ခင်ပေါ့နော် CDM လှုပ်ရှားမှုမှာမပါဝင်ခင်အချိန်တုန်းကဆိုလို့ရှိရင်စစ်အစိုးရဒီစစ်တပ်တွေအောက်တွေမှာပေါ့နော်နောက်ပြီးတော့ဒီစစ်တပ်လွှမ်းမိုးမှုမကင်းတဲ့တရားရေးစနစ်ပေါ့ဒါကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်2008ခြေဦးအောက်ကတရားရေးစနစ်ကစစ်တပ်လွှမ်းမိုးမှုမကင်းတဲ့တရားရေးစနစ်ဆိုတာအားလုံးလည်းသိကြပြီဖြစ်တယ်ပေါ့ဗျာအဲ့ဒီအချိန်မှာလုပ်ခဲ့ရတာတွေမှာဘယ်လိုဆ iam အနေနဲ့ဘယ်လိုတွေ့ကြုံနေရှိခဲ့သလဲပေါ့နော်နောက်ပြီးတော့တရားမျှတမှုအတွက်ဆ iam ဘာတွေများဆောင်ရွက်ခဲ့တာတွေရှိသလဲပေါ့နော်ဒါလေးတွေကိုအတွေ့အကြုံလေးတွေနဲ့ CDM ပါဝင်လာခြင်းအကြောင်းရင်းတွေကိုတစ်ချက်လောက်ပြည်သူတွေကိုပြောကြားပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျဆ iam mute ဒီပါဖြစ်နေလားမသိဘူးဟယ်လိုဆ iam ကြားရလားမသိကျွန်တော်တို့ line နေပါတယ်စင်ပြေရဟယ်လိုဆ iam ခင်ဗျဆ iam ဒီ line ဆက်သွယ်ရှိသေးလားမသိဘူးကြားရလားမသိဘူးရပါတယ်ဟယ်လိုတော့ပါသေးရဲ့ကျွန်မဘယ်လိုဖြစ်သွားလဲမသိ sorry ပါဗျဟုတ်ကဲ့အတန် mic ပိတ်ပြီးပြောနေတယ်တူတယ်ဟုတ်ကဲ့ပါခင်ဗျဟုတ်ရပါတယ်ပြောပါဖွင့်ပေါ်ပြီးရောဖွင့်လို့မရဘဲနဲ့ဟိုဟာစာတန်းတစ်ချောင်းပေါ်လင်အဲ့ဒါကိုမလုပ်တော့ဖြစ်သွားလို့ဟုတ်ကဲ့ပါရပါတယ်ဟုတ်ကဲ့ဆိုတော့အဓိကတော့ဆ iam ဒီ CDM မှာဘာကြောင့်ပါဝင်လာခဲ့တယ်လဲဆိုတာရယ်နောက်ပြီးတော့အဲ့မတိုင်ခင်ကဒီစစ်တပ်လွှမ်းမိုးမှုပေါ့နော်စစ်ကြုံဥပဒေအောက်ကတရားရေးစနစ်မှာဘယ်လိုရင်ဆိုင်ခဲ့ရသလဲဘယ်လိုတွေ့ကြုံနေရှိခဲ့သလဲနောက်ပြီးတော့ဆ iam အနေနဲ့အဲ့ဒီအခက်အခဲတွေခြားထဲမှာတရားမျှတမှုအတွက်ဘယ်လိုရည်တည်ဆောင်ရွက်ခဲ့တာတွေရှိသလဲပေါ့လေဒါလေးတွေကိုပြည်သူလူထုကိုမျှဝေပေးဖို့ဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့CDM မှာပါဝင်ပြခဲ့တာတော့ကျမကလည်းဒီမိုကရေစီကြိုက်တယ်ဒီမိုကရေစီစနစ်ကိုထိပါတာဆိုရင်လက်မခံဘူးပေါ့နော်အာဏာရှင်စနစ်ကိုလုံးဝမကြိုက်ဘူးအဲ့ဒီမှာကျမတို့ကဒီမဲပေးခွင့်ရှိတာကျမဒီမိုကရေစီလို့ထင်ခဲ့တာကိုကလည်းမဲကိုပဲအပြူပေးတယ်အဲ့ဒါကိုမှသူတို့ကဒီမဲကိုအတိမတ်မပြုဘူးပေါ့နော်အတိမတ်မပြုဘဲနဲ့ဒီကျမတို့ခေါင်းဆောင်တွေကိုမတရားဖမ်းဆီးလိုက်တာအဲ့ဒါကိုလက်မခံနိုင်တဲ့အတွက်ကျမအပီးအထိပေါ့နော်သူတို့ကြဆုံးတဲ့ဒီမိုကရေစီမရမချင်းတွန်းလှန်မယ်လို့ဆုံးဖြတ်ပြီးတော့ CDM ပြုလုပ်ခဲ့တာပါတရားရေး CDM နေနဲနေတာကတော့တရားရေးကဘာကြောင့်နဲနေရလဲဆိုတော့ကျမကိုယ်တိုင်ကိုဆုံးဖြတ်တာခက်ခဲ့တယ်ပေါ့နော်ဆုံးဖြတ်တာခက်ခဲ့တယ်ဒီကျမတို့တရားသူကြီးအဖြစ်ကဒီစစ်ကောင်စီကနေမွေးဖွားပေးမှကာကွယ်ပေးမှတရားစီရင်အာဏာလေသူအာဏာနဲ့ကျမတို့ကအသက်မွေးရတာပေါ့နော်ကျမတို့မှာပညာရဲ့ professional ရမ်းကြစရာမလိုအာဏာရထိုင်ကျမတို့ကအလုပ်လုပ်လို့ရတာပေါ့နော်ဒီအာဏာနဲ့ပဲအလုပ်လုပ်ရတဲ့အလုပ်ဖြစ်တဲ့အတွက်သူကရပြီးသားအာဏာတခြားမှာသွားသုံးလို့မရအောင်စစ်ကောင်စီနဲ့ပူးတွဲပြီးတော့မှသုံးလို့ရမှာဟုတ်အဲ့တော့သူကဒီအာဏာကိုမစွန့်ကျင်တာပေါ့နော်အာဏာကိုမက်ပြီးတော့CDMမလုပ်ကြတာပါတယ်အသက်မွေးဝမ်းကြောင်းကထူးခြားတယ်ပေါ့နော်ဆရာဝန်လို့ကျောင်းဆရာလို့ပညာရဲ့မလို့အာဏာရတဲ့တော့အာဏာနဲ့လောက်ရတာဖြစ်တယ်ပေါ့အဲ့ဒါကြောင့် CDM လုပ်ခဲ့ကြတာပါကျွန်မကတော့ဒီကိုကအဲ့အာဏာကိုလည်းမမှတ်တော့ဘူးဒီချိန်မှာမှအာဏာကျွန်မစာတရားသူကြီးစလုပ်ကြတဲ့ကွာဒီတရားသူကြီးကောင်းပြအောင်လုပ်မယ်ဆိုရစိတ်နဲ့ပဲလုပ်တာဖြစ်တယ်ကိုကျိုးစီဝါ
အဲ့ဒါကိုနောက်မှထားတာပေါ့နော်ဒါကြောင့်မလို့စီတန်လုပ်ဖြစ်ခဲ့တာပါစစ်ဆိုရစစ်တပ်လွှမ်းမိုးမှုအောက်မှာရှိခဲ့ပါတယ်အများကြီးတော့မဆွတ်ဖက်ဘူးသူတို့ကပေါ်တင်မဆွတ်ဖက်ဘူးပေါ့နော်သူတို့အဓိကချုပ်ကင်တာကျမတို့တရားကြီးရဲ့လူကြီးပိုင်းကိုပဲချုပ်ကင်တာကျမတို့လိုအငယ်တွေဆိုရင်သူတို့တရားမဆက်သွယ်မချုပ်ကင်ပါဘူးအမှုတွေမှာလည်းမပါဘူးဒါပေမဲ့သတင်းစကားကတော့တစင်စကားပြောတာပေါ့နော်ဒါကဘာလဲဘလို့ချက်တွေလဲဆိုတော့ပါတီနိုင်ငံရေးအင်းရှင်းရမယ်မြန်မာနိုင်ငံမြည်သည့်နေရာမှာဆိုကိုရင်သွားရမယ်ဒါကပြောမယ်ဆိုလူနဲ့မျိုးတွေကိုတင်တာပေါ့မျိုးသိမ်းတိုက်ပွဲလူနဲ့ဆင်နွှဲတဲ့သဘောပဲကျမတို့ဝန်ထမ်းအနေနဲ့ဟိုပါနော်မျိုးသိမ်းတာပေါ့အဲ့လိုမျိုးဒါရအခုမှသဘောပေါက်တာပါပေါ့နော်အဲ့လိုရှိတယ်နောက်ဒီတသိခံချက်တွေကိုပဲမူတည်ပြီးဆုံးဖြတ်ပါတည်ဆဲဥပဒေကိုပဲလိုက်နာပါလူတူးနဲ့မီဒီယာနောက်ကိုဘယ်လိုပဲထင်ကြေးရှိဂိမ်းမဆိုင်ဖို့ပေါ့နော်ဒါကျမတို့ရှိတယ်ဒါကဘာလဲဆိုတော့ကျမလူတူးနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ2008လို့ကြုံလာခဲ့လို့ရှိရင်ကျမတို့2008ချိန်ကိုပဲကာကွယ်ပေးရမယ်လူတူးကိုကာကွယ်မပေးရဘူးဆိုတဲ့သဘောတရားကြီးဆိုအခုမှသဘောပေါက်တာဒီအာဏာသိမ်းလိုက်တော့မှသဘောပေါက်တာပေါ့နော်နောက်ကျမတို့ကဒီ NLD ဆိုရလက်ထက်မှာကျမတို့တရားသူကြီးတွေကြမ်းကြိမ်ရတယ်ကြမ်းကြိမ်တာလည်းကြမ်းကြိမ်တဲ့ခါမှာကိုကပါတယ်တသိကံချက်များနဲ့အညီဆုံးဖြတ်ပါမည်ဆိုပြီးတော့ပဲကြိမ်ရတယ်အမှန်တရားနဲ့အညီဆုံးဖြတ်ပါမည်မတရားမျှတမှုရှာဖွေပါမည်ဆိုတာမပါဘူးတသိကံချက်များနဲ့အညီမဆုံးဖြတ်ပါကကျန်းစာပါကြိမ်စာများတင်ပါသေးပေါ့နော်ဆိုပြီးတော့ကြမ်းတိုက်ခံထားရတယ်အဲ့လိုတော့ကြမ်းတိုက်တယ်ပေါ့အဲ့မှာလည်းကျမတို့လည်းအဲ့ဒီပဲမိခဲ့တယ်ပေါ့မိခဲ့ပြီးတော့တချို့ဥပမာမှုမျိုးပါလဲကျွန်တော်ငိမ့်စုစီလိုမျိုးဆိုလို့ရှိရင်သူတို့ကရည်ချက်ကောင်းတယ်ပြည်သူလူထုတွေသူတို့စီကန်းလဲတာဖြစ်တယ်ကောင်းဆောင်ကြတာဖြစ်တယ်ဆိုတော့ဟာကိုကျွန်တော်တွေ့ရှိရတယ်ဒါပေမဲ့လို့တက်တိကန်ချက်တွေအရသူတို့ကလိုအပ်တဲ့ဥပဒေပြဋ္ဌာန်းချက်ဖြစ်တဲ့ဒီဥပဒေချက်တောင်းအောင်မယ်ဆိုတော့ဟာကိုသူတို့မလုပ်ထားဘူးဆိုလို့ရှိရင်ဒါဥပဒေချိုးဖောက်ရောက်နေတယ်ဆိုရင်ကျွန်တော်တို့အဲ့ဒီဟောင်မကြော်လွန်ရဘူးပြောမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီပြည်သူလူထုပေါ်ချစ်တဲ့စိတ်ကိုချစ်တဲ့စိတ်ကနည်းခဲ့တယ်ပေါ့နော်ကိုအမှားလုံးပြီးမှဥပဒေကိုကြော်လွန်မှာကြောက်တဲ့စိတ်ကများခဲ့တယ်အဲ့ဒါ2021မတိုင်ခင်ထိပေါ့2021ကျတော့ပါကျွန်မဆိုလို့ရှိရင်ဒီကိုအထိမှဆိုတဲ့စိတ်ထဲကိုဒီလူတွေကိုကောက်ွယ်နေတဲ့စိတ်ကပုံများသွားတယ်အဲ့ဒါဒီလူဒီမတရားမှုရုပ်တရက်ကျွန်တော်တို့ကြုံလိုက်ရတဲ့အခါမှာပေါ့နော်အဲ့ဒီစိတ်ကအရန်ဖြစ်သွားတယ်ဖြစ်သွားပြီးတော့လူတွေလမ်းပေါ်ထွက်တာမြင်ရတော့လဲပိုခိုင်မာသွားတယ်ပိုခိုင်မာသွားပြီးတော့ဘယ်လိုပြောရမလဲဖြစ်လာတဲ့များအမှုတွေကိုစဉ်းစားလိုက်လို့ရှိရင်ကျွန်တော်ပြည်သူဘက်ကပဲကြည့်မိတော့တယ်ပေါ့နော်အရင်တော့လို့တသိကံချက်တွေတို့ဘာတွေတို့ကြော်လွန်သွားတယ်ကြော်လွန်တဲ့အစဉ်ကိုတွေ့ကြုံခဲ့ရတယ်ပေါ့နော်အဲ့မှာကျွန်တော်ကဒီ2021မတိုင်ခင်ကြုံဘူးတာကတော့ဒီ policy မှုလိုမျိုးပေါ့နော် policy လိုမျိုးမှုကိုသူတို့ကိုစန့်ကျင်ပြီးဆုံးဖြတ်ခဲ့တာဆိုရင်ရိုဟင်ဂျာတွေဖမ်းလာတဲ့မှုကြုံဘူးတယ်အဲ့မှာလေကိုကတော့စားကြရမှန်တယ်တင်လို့ရှိရင်မကြောက်ဘူးကျွန်တော်အဲ့တော့ဒီရိုဟင်ဂျာတွေကိုလည်းလွတ်ချင်တယ်အပြစ်မရှိလို့ယူဆတဲ့အတွက်သူတို့ဘယ်ပုံမှန်နဲ့လွတ်ရမလဲဆိုပြီးစရှာတော့လေဒီမင်းကင်းမျိုးမှာဒီမှတ်ပုံနဲ့မရှိပဲသွားလာတဲ့အာနာပုတ်ဗာလဲပြစ်မှုကပေါ့နော်အာနာမတက်ရောက်ဘူးဆိုပြီးစတွေ့တော့လွတ်လိုက်တယ်အဲ့ဒါတခုကျေနပ်တယ်နောက်2021အာနာသိန်းတဲ့ချိန်မှာကျွန်တော်ဒီတော်လိုင်းသမားတော်လိုင်းဘက်ကအမှုတွေကိုလွတ်ပေးခဲ့တယ်တလလုံးပေါ့နော်တလလုံးကျွန်တော်ရုံးတက်ခဲ့ရတယ်ချက်ချင်း CDM မလုပ်နိုင်ဘူးကလေးက3နှစ်တယောက်6လတယောက်အမေပဲရှိတယ်အမှအမေကလည်းချက်ချင်းအားမပေးဘူးပေါ့နော်သူတိထားတာကသူကမိုးဟင်းနေဖက်တာသူတိထားတာကဒီအာနာသိန်းစစ်တပ်ကိုစန့်ကျင်လို့ရှင်ဖန်ခံရမယ်ဒုက္ခရောက်မယ်ကျွန်တော်အလုပ်ပြုတ်မှမကြောက်ဘူးသူကဖန်ခံမကြောက်အဲ့တော့သူကအားမပေးဘူးအဲ့မှာဘာမှလုပ်လို့မရဘူးအမေမကူတော့ရုံးတက်နေကြရတယ်ပေါ့နော်နောက်ခိုင်စင်းကလည်းလာပြီးတော့ပြောတယ်ကိုကဒုံငနဲ့ထွက်သွားနိုင်လို့ထွက်မသွားနိုင်ခဲ့လို့ရှိရင်ရုံးတက်အိမ်မှာပဲမနေကိုကရုံးမတက်ဘူးကျွန်မအိမ်မှာပဲနေနေအောင်ဒါပေမဲ့ဝန်ထမ်းအင်အားလည်းထွက်မသွားနိုင်ဘူးဆိုတော့ကူမဲ့လူမရှိလို့ပေါ့နော်အဲ့မှာရုံးတက်ခိုင်းတော့ကဲအဲ့ဆိုတက်ဆိုရင်တော့လေရတယ်တက်ပြီးရသမျှကိုလွတ်သွားမယ်ထွက်ပေါက်ရှာရနေပေါ့နော်ထွက်ပေါက်ကိုလည်းစဉ်းစားရနေရုံးတက်ပြီးတော့နေခဲ့တာအဲ့မှာအမှုတွေမကြုံခင်မှာစကားမှုတွေနဲ့လည်းစကားပြောခဲ့ရတယ်စကားမှုကိုစီတန်လောက်ခိုင်းတယ်စကားမှုဆိုတာမျိုးနဲ့စကားမှုတော့မဟုတ်ဘူးပေါ့နော်နယ်မြေစကားမှုတရားကိုနဲ့ရင်းနေတယ်သူနဲ့ရုံးမှာပဲပြောခဲ့တာအဲ့တော့ဒီအာနာသိန်းတာမှားတယ်ပေါ့မဲဆိုတာကိုလေးစားရမယ်ပေါ့ပြောတော့သူကလည်းလက်ခံတယ် NLD ကမဲရနိုင်မှာပဲတဲ့သူတို့နဲ့ပြန်ပြီးသူမဆိုဒါပေမဲ့လူတွေကစီကမ်းမရှိဘူးပေါ့နော်များနေရပဲရှိတယ်အဲ့မှာကျွန်မကလည်းများသည်ဖြစ်စေနဲ့များဘယ်လိုပြောရမလဲစီကမ်းမရှိသည်ဖြစ်စေကျမတို့ပြည်သူလူထုပေးတဲ့မဲကို
လက်ခံပေးပါပေါ့နော်အဲ့တန်းကိုမကောင်းတဲ့သူရွေးမိရင်ကျမတို့ခံမယ်ဘာမှဖြစ်ဘူးမပူနဲ့ပေါ့နော်ရဲတွေနေနဲ့ပူစရာမလိုပေါ့အဲ့တော့မဲကိုလေးစားပါပေါ့အာနာသိန်းတဲ့လူတွေကိုဒီတော်လန်တဲ့သူတွေကိုမဖမ်းနဲ့ပေါ့ကျမပြောတာအဲ့တော့ तू ကလည်းသူကတော့တဲ့စီဒီယန်လည်းမလုံးနိုင်ဘူးတဲ့ဖမ်းလည်းဖမ်းမှာတဲ့ဆရာမလည်းပါပေါ့နော်အနေရှိရပေါ့နော်နိုင်ငံရေးတွေပြောနေပေါ့ရတယ်ကျမတို့လည်းဖမ်းလာခဲ့လို့ဒီတခြားလူတွေဖမ်းလာရင်လည်းလွတ်မှာပဲဆိုပြီးတော့နေတာအဲ့လိုမျိုးတွေနေခဲ့ပြီးတော့အဲ့သူတို့ဖမ်းလာတာတစ်လားလုံးမှာဒီတန်မုံတီးတဲ့သူတွေပဲဖမ်းလာတန်မုံတီးတဲ့သူတွေကိုခေါင်းဆက်တက်တာတော့ရဲဥပဒေပုံမှန်40ခွန်ပေါ့နော်40ခွန်ထောင်နဲ့9ရက်ထိပဲချလို့ရတာပါပုံမှန်တေးသေးလေးတွေစမ်းဖမ်းတာအဲ့ဒါဝထောင်နဲ့9ရက်ချဖို့အတွက်ညွှန်ကြားထားရတယ်ဒီတတိုင်းလုံးပေါ့နော်မန်လေးတတိုင်းလုံးအဲ့လည်းကျွန်မသိတယ်ဒါပေမဲ့အဲ့ဒီပုံမှန်ကျတော့တန်ငွေရရင်မရရင်ထောင်မချထောင်ချရင်ကြတာပဲအပြီးပြလွတ်တယ်ဆိုတာမရှိဘူးသူကအပြီးပြလွတ်တဲ့လုပ်ငန်းစီကရှုပ်တယ်ပေါ့ရှုပ်တော့သူကပြည့်ရှိမရှိမေးလိုက်တယ်ဝန်ခံတယ်ဆိုရင်တန်ငွေရိုက်ပေးလိုက်တယ်ပေါ့တက်ညာချင်းအဲ့လိုမျိုးပဲရှိတာဆိုတော့ကျွန်တော်မေးလိုက်တော့ဝန်ခံတဲ့သူကပါလာတယ်သူပြည့်ရှိတယ်ဝန်ခံလိုက်တော့ကျွန်တော်တန်ငွေရိုက်လိုက်ရတယ်ဒါပေမဲ့နောက်တစ်နေ့ဖမ်းလာတဲ့သူတွေကြတော့အပြီးပြလွတ်ပေးလိုက်တယ်မေးကိုမမေးတော့ကိုကလွတ်ချင်နေတာကိုတန်ငွေရိုက်တာလဲကိုမတရားဘူးလို့ပဲခံစားရတယ်ဘာပြောအပြစ်မရှိဘူးဆိုတော့ရေးကိုရေးတင်တော့အဲ့မှာအဲ့ရဲတိုင်စာရပေါ့နော်တိုင်စာရကို तू ကဒီတမုံတီးတယ်စိတ်ခံဆိုတာစိတ်ခံစားချက်ပေါ့နော်လူမပျော်ရွှင်လို့ပဲဖြစ်ဖြစ်ဝမ်းနည်းလို့ပဲဖြစ်ဖြစ်ပြုမှုမဟုတ်ဘူးပေါ့ဒါအပြစ်မဟုတ်ဘူးဆိုပြီးတော့လွတ်ပေးလိုက်တယ်အဲ့ဒါတော့ဒီတစ်လအတွင်းမှာကြုံခဲ့တာပေါ့နော်နောက်တော့ကျွန်တော်ထွက်ပေါက်ရပါတယ်ပစ္စည်းတွေဘာမှမယူဘဲနဲ့ထွက်လို့ရှိရင်အနေမရှိဘူးဒီတိုင်းပဲဈေးသွားသလိုမျိုးပေါ့နော်အဲ့လိုထွက်လိုက်တာဒီမျိုးဆိုရင်လာပန်းမှာဆိုတော့ဟုတ်ကဲ့ကျေးဇူးပါဆရာမအဲ့ဒီမှာလေကျွန်တော်တစ်ချက်လေးပေါ့လေပြည်သူတွေလည်းနားဆင်နေတဲ့ပြည်သူတွေလည်းပို့ပြီးတော့ရှင်းလင်းအောင်ရဲဥပဒေ40ခွန်ဆိုတာကဘယ်လိုပုံမှန်မျိုးလဲခင်ဗျတန်ဖုံးတီးတဲ့လူတွေကိုအဲ့လိုမျိုးဥပဒေနဲ့လုပ်တယ်ဆိုတော့ဘယ်လိုပြစ်မှုမျိုးတွေကိုတက်တဲ့ပုံမှန်လဲခင်ဗျအဲ့ဒါလေးတစ်ချက်လောက်ပြောပြပါရဲဆိုတာရဲတွေကိုဘာနော်ရဲတွေကျင့်သုံးတာပေါ့သူကကြိုးကာလို့ခေါ်တယ်ပြစ်မှုတွေမဖြစ်ပွားအောင်ကြိုတင်ကာကွယ်တာသူကမူရတဲ့လူတွေကိုဖမ်းတယ်မူရရန်ကားတွေဖမ်းအများဖြင့်ဖမ်းနေကြပုံမှန်40ခွန်ပါနောက်မောင်ရိပ်ကိုတို့ဘာတို့ကလည်းရဲအတဲမှာပါတယ်ပြစ်မှုတွေမဖြစ်အောင်ကြိုတင်ကာကွယ်တဲ့ပုံမှာပေါ့နော်တန်မုံတီးရဆိုတာရင်ပြစ်မှုဆိုတာငကန်းသမိုင်းမှာမရှိခဲ့ဘူးသူတို့ကကြတော့ရဲပုံမှာအောက်ကိုတွတ်သွင်းလိုက်တာပေါ့အဲ့လိုတွတ်သွင်းပြီးတော့ကျေးဇူးပါဆရာမကျေးဇူးပါဟုတ်ကဲ့ဆိုတော့ဒါဆိုလို့ရှိရင်အခုကျွန်တော်နည်းနည်းနားလည်သွားတာကခုနတန်ဖုံးတီးတဲ့သူတွေကိုဒါမူရစ်ရန်ကားဆိုတဲ့ပုံမှန်မျိုးနဲ့တရားရုံးတွေကိုတင်လာတဲ့ပုံစံမျိုးပေါ့နော်သူတို့ကအဲ့လိုမျိုးသူတို့ရဲ့ဟိုဖြစ်တယ်ဟုတ်ကဲ့ကျေးဇူးပါဆရာမအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အခုတစ်ခေါက်မှာတော့ကျွန်တော်တို့ကိုစောင်းခအလှည့်ကိုသွားလိုက်ပါမယ်ကိုစောင်းခကလည်းပဲဒီအလုပ်တွေများရှေ့တန်းမှာခက်ခဲရှိနေတဲ့ဂျားတွေကနေပြီးတော့မှလာရောက်ပါဝင်ပေးတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီကိုစောင်းခတော့အားလုံးတည်ပြီးသားဖြစ်ပါတယ်ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်ပေါ့နော်BPLA ရဲ့ကိုကဲရေးမှုဖြစ်ပါတယ်စတင်တည်ထောင်တဲ့ခေါင်းဆောင်တဦးလည်းဖြစ်ပြီးတော့မှကိုကဲရေးမှုတဦးလည်းဖြစ်ပါတယ်ကိုကဲရေးမှုတာဝန်ထမ်းဆောင်နေတာလည်းဖြစ်ပါတယ်ဆိုတော့ကိုစောင်းခရေခင်ဗျာကိုစောင်းခရေဒီကျွန်တော်တို့ကဒီအခုသတိထားမိတာပေါ့နော် Operation 1027ပေါ့139ခွန်စစ်စင်ရေးစတင်ပြီးနောက်ပိုင်းမှာဆိုရင်အဲ့အရန်ကိုတိတိတတ်တာနဲ့ပေါ့နော်စစ်တပ်ဘက်ကနေလက်နက်ချတာတွေအလင်းဝင်တာတွေတချို့လည်းပဲဘယ်လိုခေါ်မလဲ CDM လုတ်တဲ့သဘောပေါ့နော်ဆက်သွယ်ပြီးတော့မှဆောင်ရွက်ပြီးပူးပေါင်းလာတာတွေပေါ့နော်ဒါမျိုးတွေအများအပြားတွေ့ရတယ်ပေါ့နော်တစ်ဖက်မှာလည်းဒီမြောက်ပိုင်းစစ်မျက်နှာမှာဆိုလို့ရှိရင်ကိုစောင်းကားတို့ BPL ကလည်းပဲရိုးရိုးချွန်ချွန်နဲ့ပါဝင်တိုက်ပွဲဆင်ခဲ့တယ်ဆိုတာတွေကိုကျွန်တော်တို့သတင်းတွေရသိရှိထားရတယ်ပေါ့လေဆိုတော့အဲ့ဒီမှာဒီ BPL မှာပေါ့နော်တုံပန်းအနေနဲ့ဆိုင်တဲ့ကိစ္စပေါ့စစ်ပွဲတွေမှာဖမ်းမိတဲ့တုံပန်းတွေဒါမှမဟုတ်လက်နက်ချအလင်းဝင်လာတဲ့သူတွေဒီလိုရန်သူရဲ့တုံပန်းတွေပေါ့နော်ရန်သူစစ်တပ်ကတုံပန်းတွေကိုဘယ်လိုမူဝါဒတွေနဲ့ကင်တွယ်တယ်လဲပေါ့နော်ဘယ်လိုစံနှုန်းတွေနဲ့ဒီလိုကျင့်သုံးပြီးတော့မှထိမ့်သိမ်းတာတွေပြုလုပ်တယ်လဲပေါ့နော်ဒါလေးတွေကိုလည်းကျွန်တော်တို့ပြည်သူလူထုတစ်ချက်လောက်ရှင်းပြပေးစေချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါကိုဆိုတော့ဒီနေ့ကျွန်တော်ကိုပွဲမှာဖိတ်ကြားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ကျွန်တော်လည်းခီးရောက်မဆိုင်တော့ဖြစ်နေရပါတော့ဟိုနည်းနည်းနောက်ကျသွားတာတောင်းပန်ပါတယ်ဆိုတော့အထူးသဖြင့်ကတော့12ခွန်စစ်စင်ရေးတည်နားလည်အောင်ပြောမယ်ဆိုရင်ဒါကဒီကိုကန့်ရဲ့ဒါဟိုစစ်စင်ရေးဖြစ်ပါတယ်ကြံတဲ့ဒီမဟာမိတ်ညီနောင်တွေပဲဖြစ်ဖြစ်ကျွန်တော်တို့လိုဒီနယူးဒေါ်လန်ရေးရပေါက်ဖွာလာတဲ့တပ်ဖွဲ့ငယ်တွေပဲဖြစ်ဖြစ်ဒါတွေဟာ
သူတို့ရဲ့ဒီတိုက်ပွဲမှာပူပေါင်းပါဝင်ပေးတာဖြစ်ပါတယ်ကျွန်တော်အပြန်အလှန်ကူညီမှုတစ်ခုပေါ့နော်ဆိုတော့အဲ့လိုမျိုးပုံစံနဲ့ပါဝင်တာဖြစ်တဲ့အတွက်ဒီတုံ့ပန်းအနေနဲ့ဆက်ဆံမှုတွေဟာဒါသူတို့ရဲ့ policy တာဖြစ်တယ်ဆိုတော့ဒါပေမဲ့ကျွန်တော်တို့ထူးဆန်းစွာနဲ့တွေ့ရတဲ့ဟာကဒီကိုကန့်ဟာဒီတုံ့ပန်းအနေနဲ့ပတ်သက်ရင်ကျွန်တော်ပြောလို့ပဲတော်တော်လေးစနစ်တကျလုံနိုင်တာကိုတွေ့လိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်လေသူကဒီလူတွေအများကြီးကိုရင်းအလိုက်ကိုပဲနောက်ဆုံးပိတ်ဒီ view ဟာအလိုက်စစ် data အလိုက်ကိုပဲစစ် data view ဟာအလိုက်ကိုပဲသူကလက်နက်ချတဲ့အထိကိုသူတို့ကconvince လုပ်နိုင်ခဲ့တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်စီယုံတိမ်တွင်းနိုင်ခဲ့တယ်လို့ကျွန်တော်တို့ကမြင်ဆိုတော့ဘာပဲပြောအဓိကတော့ဒီသူတို့နယ်မြေမှာဒါကိုကန့်ရဲ့နယ်မြေတွေမှာဒါရန်သူတွေကိုအများကြီးကိုဖယ်ထုတ်ပလိုက်နိုင်တဲ့အခြေအနေတစ်ခုတည်းဒါလေးစားအတိမတ်ပြုပွဲရလို့ကျွန်တော်တို့ကရှုမြင်တယ်ဆိုတော့ဒါဟာတုံ့ပန်းနဲ့ပတ်သက်တဲ့ policy ဟာခိုင်မာအားကောင်းတဲ့အတွက်ဒီလိုဖြစ်တာအကယ်၍ဒီရန်သူကဒီသူတို့နဲ့တိုက်နေရတဲ့တက်တွေကတုံ့ပန်းတွေပေါ်မှာမိသွားရင်လည်းလက်လွတ်ပဲလုပ်တယ်ဆိုတော့အလံပြူထောင်တာပဲဖြစ်ဖြစ်ဒီလိုမျိုးသူတို့နဲ့တခါတည်းပဲဒီဘက်ပြောင်းခုလုံလာတာပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေမှာစနစ်တကျပေါ့နော်ဒီအာဂျင်နာတစ်ခုခုရှိတယ်သူတို့အတွက်အစီအစဉ်တွေကိုလည်းစနစ်တကျစီမံပေးထားနိုင်နေဆိုရင်သူတို့လည်းမတိုက်ပါဘူးဘက်ပြောင်းတာတွေကြုံရတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ BPL အနေနဲ့ကလည်းဒါတွေကအတူတူကြတွေဖြစ်တယ်ပေါ့နော်အတူတူကြတွေဖြစ်တယ်ကျွန်တော်တို့ကဒီတုံ့ပန်းနဲ့ပတ်သက်တဲ့ policy ကိုjust on paper တွေမဟုတ်ဘဲနဲ့တကယ်အောက်ခြေအထိအောက်ခြေရဲဘော်တွေရဲ့ခေါင်းထဲမှာစိတ်ထဲမှာအထူးသဖြင့် commander တွေ level ရဲ့စိတ်ထဲမှာဒါဟာအရေးကြီးတယ်ဒီ code of conduct ကိုနိုင်ငင်းခြင်းဟာစစ်အောင်နိုင်ခြင်းရဲ့အကြောင်းတရားဆိုတာကိုခေါင်းထဲကိုကြည်လည်အောင်ပြောရတယ်အထူးသဖြင့်တော့ဒီဥပမာနဲ့ပြောလို့ရတာပေါ့နော်10နှစ်ခွန်ကကျွန်တော်တို့အကောင်းဆုံးဥပမာပါပဲဆိုတော့အခြားအဖွဲ့တွေလည်းဒါအတူယူရမယ့်ကိစ္စဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကဒီတုံ့ပန်းအနေနဲ့ပတ်သက်ရင်လုံးဝလက်လွတ်စပယ်မလုပ်ကြဘူးပေါ့နော်ပြီးရင်နောက်တစ်ခုကကျတော့တုံ့ပန်းကိုဒီဆန္ဒ Geneva Convention ရဲ့အညီစနစ်တကျကင်တွယ်ကြဖို့အဲ့ဒါကအရင်အရေးကြီးတယ်လို့ကျွန်တော်တို့ကမြင်တယ်ဆိုတော့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ policy ထဲမှာအဲ့ဒါတွေကိုအထူးကို highlight လုပ်ပြီးတော့ဖော်ပြထားတယ် policy ထဲမှာရေးတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ကတက်မှု level တက်မှုကနေရှင်အောက်ခြေရဲဘော်တွေအဆင့်အထိဒီ policy တွေကိုလိုက်နာကျင့်သုံးနိုင်အောင်ကျွန်တော်တို့ကdoctrine တွေကောင်းကောင်းလုပ်တယ်ဒါကစစ်တပ်မှာအရင်ရေးကြည့်ပါတယ်ကိုယ့်ကိုဒီ leadership elite level ကနေပဲဒီ policy ကိုရေးပြီးတော့အပြင်မှာ show off လုပ်ရုံမဟုတ်ဘဲနဲ့တကယ်ဒီအောက်ခြေရဲဘော်တွေကြားထဲမှာယုံကြည်တက်ဝင်လာတဲ့အထိကိုယ့်ရဲဘော်ကိုလည်းစီးရုံးရပါတယ်ဒီတချို့အရာတွေကအမိန်ပေးုံနဲ့မပြီးဘူးစီယုံပြောဆိုရတယ်နားလည်အောင်ကြည်လည်အောင်ရှင်းပြရတယ်အဲ့ဒါမှပဲခိုင်မာအားကောင်းတဲ့အခြေအနေတစ်ခုဖြစ်လာတာဖြစ်တယ်ဆိုတော့ပြောတော့တမျိုးအောက်မှာဖြစ်နေတာတခြားအဲ့လိုဟာတွေလည်းကျွန်တော်တို့တွေ့နေရတာဟုတ်ဆိုတော့အဲ့ဒါမျိုးကတော့အဆင်မပြေဘူးဆိုတော့အဲ့ဒါမှလည်းရန်သူကတကယ်ယုံကြည်မှပဲတကယ်ဘက်ပြောင်းလာရင်ကျွန်တော်တို့ရဲဘော်တွေရဲ့အသက်လည်းမလိုအပ်ပဲမဆုံးရှုံးရတယ်လို့အခြားပြည်သူတွေရဲ့အသက်တွေဆန္ဒအခုကျွန်တော်တို့ဖာပုံမှာတိုက်နေရတာဆိုရင်ဘယ်လိုပြောမလဲဒီသူကမိသားစုဝင်တွေပါရှိတာဗောနော်ကလေးတွေရောသူတို့မိသားစုလိုက်နေကြတာကြာစူးစမ်းတယ်တော်တော်ခက်တယ်ညှိရနှမ်းရလဲခက်တယ်ဆိုတော့ညှက်နှမ်းရလဲခက်တယ်ဆိုတာဘာလို့ဆိုတော့လို့ရင်မိသားစုပါထိမှာကျွန်တော်တို့ဘက်ကနေပြီးတော့လောရကန်ရတယ်ဒါမဲ့လည်းတစ်ဖက်မှာလည်းရန်သူကအများကြီးထွက်မလာဘူးအဲ့လိုမျိုးတွေလည်းရှိတယ်ခက်တာဗောနော်ဆိုတော့လောရကန်ရခက်တဲ့အနေအထားရှိတယ်convince ကောင်းကောင်းလုပ်နိုင်ရင်မြန်ဒီဘက်ပြောင်းတာတို့လက်နဲ့ချလိုက်တာတို့ဆိုရင်ပို့ပြီးတော့နှစ်ဦးနှစ်ဖက်ပြေလဲတယ်ကိုလည်းကိုလိုချင်တဲ့နယ်မြေစခန်းတစ်ခုကိုရတယ်သူတို့လည်းမတည်တော့ဘူးကိုဘက်ကလည်းမလို့လက်နက်တွေအများကြီးကုန်ရမရှိတော့ဘူးပေါ့နော်အဲ့လိုမျိုးအခြေအနေတစ်ခုဖြစ်ပါတယ်အဲ့တော့ဒါတုံ့ပန်းနဲ့ပတ်သက်ရင်ဒီလိုအခြေအနေဖြစ်ပါတယ်နောက်တစ်ခုကအဲ့ဖာပေါ်မှာပဲဟိုတလောကပဲကျွန်တော်တို့ဒီ PDF တွေဘက်ကဒီသူတို့နယ်မြေဘက်ကသူတို့တောင်းယူရတဲ့စစ်စင်ရေးကိစ္စမှာဆိုအဲ့လိုဟန်ဆောင်လက်နဲ့ချတဲ့ကိစ္စပေါ့ဗျာဟန်ဆောင်လက်နဲ့ချတယ်ဆိုတာကအရန်ကိုဒီ war crime တစ်ခုဖြစ်တယ်ဆိုတော့လက်နဲ့ချရတယ်ဆိုပြောပြီးအဲ့ချိန်မှာဒီ PDF ရဲဘော်ကတက်သွားတဲ့အချိန်မှာပြန်ဟိုကောင်ကလက်နဲ့မချတော့ဘူးဆိုပြီးတော့ဆုတ်ပြေးပြန်တယ်ဆုတ်ပြေးတာမှယူဆုတ်ပြေးတာမဟုတ်ဘူးနောက်ပြန်လှည့်ပစ်တဲ့အတွက်အဲ့တယောက်ကျသွားတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်တို့ဘက်ကလည်းလက်နဲ့ချတယ်ဆိုတဲ့ပုံမှာရန်သူကလက်နဲ့ချပါလို့ပြောတာကိုကျွန်တော်တို့ကဘယ်လိုယုံရမလဲဆိုတဲ့မေးခွန်းကရှိလာတယ်ဗျာ
ဆိုအများကြီးတိကျကျကိုပြင်ရတာပေါ့နော်ဆိုလက်နဲ့ချရဲဆိုရင်တကယ်ကိုပဲလက်နဲ့မပါဘဲနဲ့ဟိုလက်မြောက်ပြီးတော့တိကျထွက်လာအဲ့လိုအကုန်ကိုဟိုကျွန်တော်ဘက်ကလည်းတိကျပြင်ဆင်မှုလိုတာပေါ့နော်လက်နဲ့ချရဲဆိုပြီးတော့အဲ့လိုဟိုအရန်ကြီးအလွယ်တကူဟန်းရှိတ်လို့ဖို့မကြိုးစားတဲ့မလားဟိုခက်တယ်ဗျာတဲ့ရန်သူကဟိုယုံကြည်ရဖို့လည်းခက်တယ်အဲ့တော့တေချာပြင်ဆင်တဲ့တချို့ဟာတွေမှာတော့ဆိုတော့အဲ့ဒါမျိုးတွေတော့ကျွန်တော်တတိထားမိတဲ့လောက်ဒါဟိုလက်လောအခြေအနေကိုပြောပြတာဖြစ်ပါတယ်ဟုတ်ကဲ့ကိုဆောင်ခါရဲ့ကျေးဇူးအများကြီးတင်တယ်ဗျာကျေးဇူးအများကြီးတင်တယ်ဆိုတဲ့နေရာမှာလည်းပဲအခုဒီပြောကြားချက်လေးကနေဆိုလို့ရှိရင်ကျွန်တော်နားလည်မိတာကကျွန်တော်တို့ဒီနှစ်ပေါင်းများစွာတော်လန်တိုက်ပွဲဝင်လာတဲ့ ERO တွေမှာတော့သူတို့ရဲ့ဒီ policy တွေပေါ့နော်မူဝါဒတွေသူတို့ရဲ့လုံထုံးလုံနည်းတွေရှိထားပြီးဖြစ်တယ်ဒါပေမဲ့ဒီ2နှစ်သား3နှစ်သားပဲရှိသေးတယ်ကျွန်တော်တို့ဒီလူဒေါ်လာရေးနောက်မှာပေါ်လာတဲ့လက်နက်ကင်ဒေါ်လာရေးအင်အားစုတွေမှာဆိုလို့ရှိရင်တော့ဒါမျိုးမူဝါဒတွေကတည်တည်ချာချာချမှတ်ဖို့လိုတယ်အထူးသဖြင့်ဒါကိုဆောင်ခပေးတဲ့သတင်းစကားတွေမှာဆိုရင်ကျွန်တော်ဒီရလိုက်တာပေါ့နော်ရလိုက်တဲ့ဟာဆိုလို့ရှိရင်ဒီ NUG MOD တို့လိုဆိုလို့ရှိရင်လည်းပို့ပြီးတော့ကိုဒါရေးတကြီးဒီလိုကိစ္စမျိုးကိုဆောင်ရွက်ရမယ်ဆိုတဲ့ဟာနောက်ပြီးတော့ပို့ပြီးတော့ရှုပ်ထွေးလာတဲ့ကိစ္စကတော့ခုနလိုဟန်ဆောင်လက်နက်ချမှုလို့ဟာမျိုးဆိုလို့ရှိရင်တော့เนาะဒါဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာတွေတေချာလုပ်ရတော့မယ်ပေါ့နော်ဆိုတော့ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီဒုတိယ round လေးကိုသွားလိုက်ပါမယ်လောလောဆယ်ပေါ့နော်ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ဆိုတော့ဒုတိယ round အနေနဲ့သွားကြမယ်ဆိုလို့ရှိရင်ကျွန်တော်အခုဒီမှာတော့ဆ iam ဒေါ်တင်သာမြကိုပြန်ပြီးတော့မှဖိတ်ချကြပါတယ်ခင်ဗျာဆ iam ကြီးဒီကျွန်တော်တို့ဒီရှေ့မှာလေဒီပထမ round မှာဆွေးနွေးသွားတယ်ပေါ့နော်ဒီဆ iam လင်းလက်စုကနေပြီးတော့မှတွေ့ရှိချက်တွေစစ်တပ်ကဝါဒဖြန့်မှုတွေ့ရှိချက်တွေဒါတွေပြောတယ်တစ်ဖက်မှာလည်းဆ iam ကိုယ်တိုင်လည်းပဲဆ iam ရဲ့အတွေ့အကြုံတွေပြောသွားတာရှိတယ်လို့ဒီ BPL ကိုကဲမှုကိုဆောင်ခါကလည်းပဲမြေပြင်မှာကြုံတွေ့နေရတဲ့ဒီလက်နက်ချလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားတွေရဲ့နဲ့ပေါ်မှာဘယ်လိုကင်တွယ်ရလဲဆိုတာမျိုးတွေလည်းပြောသွားတာရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာမေးခွန်းနှစ်ခုပေါ့နော်မေးချင်တာပေါ့မေးခွန်းနှစ်ခုကတော့ပထမတစ်ခုကတော့ဒီလိုမျိုးကျွန်တော်တို့ဒီဒေါ်လာရေးဘက်ကနေပြီးတော့မှနော်နွေးနွေးထွေးနဲ့တကယ်ကိုပဲကိုပြည်သူတွေလိုကိုမိသားစုရင်းတွေလိုကြိုးစိုးနေတယ်ပေါ့နော်လက်နက်ချလာတဲ့သူတွေအလင်းဝင်လာတဲ့သူတွေနောက်ပြီးတော့ CDM လောက်လာတဲ့သူတွေကိုတကယ်ကိုနွေးနွေးထွေးမိသားစုဝင်လိုကြိုးစိုးနေတာရှိတယ်ပေါ့နော်ကြိုးစိုးကန့်လန့်နေတာရှိတယ်တစ်ဖက်မှာလည်းပဲလက်ရှိချိန်ထိစစ်ကောင်စီလက်အောက်မှာ CDM မပြုတ်လို့သေးပဲနဲ့ဆက်လက်တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေအမျိုးမျိုးရှိကြတယ်နောက်ပြီးတော့အထူးသဖြင့်ဒီလောက်ထိအောင်ပေါ့နော်ဒီတိုက်တိုင်းရှုံးနေတဲ့စစ်တပ်အောက်မှာကိုပဲဆက်နေပြီးတော့မှပြည်သူလူထုဘက်ကမှပူးပေါင်းသေးတဲ့စစ်သားတွေပေါ့နော်နောက်ပြီးတော့လက်နက်ကင်တပ်ဖွဲ့တွေဖြစ်တဲ့ရဲပေါ့ဒါလိုမျိုးတွေလည်းအများကြီးရှိနေသေးတယ်ဆိုတော့ဒီလိုလူတွေကိုကျွန်မဘယ်လိုပေါ့နော် CDM အစောဆုံးပြုလုပ်ခဲ့တဲ့ဆရာဒီပြည်သူဒီတရားသူကြီးတူအနေနဲ့ပေါ့နော်ဘယ်လိုသတင်းစကားတွေပါကျင်တယ်လဲပေါ့နောက်တစ်ခုကတော့ဒီလိုစစ်တပ်ကနေပြီးတော့မှလက်နက်ချလာတဲ့လူတွေအလင်းဝင်လာတဲ့သူတွေနောက်ပြီးတော့ CDN ပြုတ်လို့လာမဲ့သူတွေကိုကျွန်တော်တို့ဘက်ကနေဘယ်လိုစနစ်တကျဘယ်လိုဥပဒေနဲ့လက်ခံကြိုးဆိုသင့်တယ်လဲပေါ့နော်ဒီဟာလေးနှစ်ခုကိုကျွန်မဆွေးနွေးပေးစေချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါပထမတစ်ခုကတော့ဒီနန် CDM တွေရဲ့ဒီဟိုစစ်သားရဲသားတွေကို CDM ပြုလုပ်ဖို့အတွက်စီယုံပြောဆိုပေးရမှာပေါ့နော်ဒုတိယတစ်ခုကတော့သူတို့ CDM ပြုလုပ်လာခဲ့လို့ရှိရင်ဘယ်လိုကြိုးစုံမလဲဘယ်လိုဆိုတာမျိုးပေါ့နော်ဟုတ်ကဲ့ပါဒီ CDM ကစပြီးတော့ကျမတို့အာဏာသိမ်းကြတဲ့ကိုကပြင်းပြင်းထန်ထန်ဒေါသထွက်ပြီးတော့ပြည်သူဘက်ကိုတခါတည်းပူပေါင်းတဲ့သူတွေရှိတယ်တချို့ကြတော့ကျမတို့ဆိုတငယ်ချင်းတွေရှိတယ်ပေါ့နော်ငါလည်းနင်တို့ဘက်ကပဲငါတို့လည်းနင်တို့ကြိုက်တယ်ပေါ့နောက်ကလိုက်လာခဲ့မယ်ပေါ့စစ်ကောင်စီကမကြိုက်လို့နေတာမဟုတ်ဘူးပေါ့နောက်ကလိုက်လာခဲ့မယ်ဆိုပြီးပြောတာတွေရှိတယ်ဒါပေမဲ့အခုထိတော့လိုက်မလာဘူးပေါ့နော်တချို့ကြတော့လည်းသူတို့ကဒီစစ်တပ်ကိုနိုင်စေချင်တာလည်းရှိတယ်အဲ့တော့အဲ့နှစ်ခုမှဆိုလို့ရှိရင်ဒီလိုက်ကိုလိုက်မလာတဲ့သူလိုက်လာမယ်ပြောပြီးလိုက်မလာတဲ့သူတွေကတော့ဘယ်လိုပြောရမလဲအနာမခံချင်တာပေါ့နော်ကျမရဲ့သဘောထားကြတော့ကိုကမကြိုက်ဘူးဆိုလို့ရှိရင်မကြိုက်ဘူးမိကမတတော့မရဘူးလေတခုခုရှင်းရင်းစွဲအနေထားတဲ့တော့ဆုံးခံရမယ်နစ်နာခံရမယ်အနာခံရမယ်အဲ့ဒါမှကျမတို့အလိုမတူမှုဖြစ်တယ်အလိုမတူဘူးဆိုရင်သူကညင်းတဲ့မိကမတမရဘူးထိထိရောက်ရောက်ညင်းရမယ်ပေါ့နော်အဲ့လိုလိုလာတယ်အဲ့တော့
နောက်ပြီးတော့သူတို့ကအခုကျတော့ဘယ်လိုဖြစ်သွားလဲဆိုတော့တိုက်ကြပေါ့နင်တို့ဘေးသေးဘူးလားပေါ့နင်တို့အောင်တဲ့နေ့ကိုငါတို့စောင့်နေတာပေါ့အဲ့လိုမျိုးပေါ့နော်အဲ့ဒါကြတော့လေကျမတို့တစ်ခုခုကိုယုံမယ်ဆိုတနိုင်ငံလုံးတိုင်းတာယုံရမယ့်ကိစ္စမှာကိစ္စဖြစ်တယ်အဲ့ဒါမှသူတို့ရှုံးသွားမှာပေါ့နော်အဲ့ဒါကိုသူတို့ကပါမလားတပြိုင်တည်းပါမလားတဲ့အတွက်ကျမတို့ကြန့်ကြတယ်ပေါ့နော်နောက်မင်းအောင်လိုင်းကိုလည်းတီးအောင်လုပ်တင်တာပေါ့သူတို့မကြိုက်ဘူးဆိုတာကိုသူတို့လှုပ်ထွက်တဲ့နည်းနဲ့စီတန်လှုပ်တဲ့နည်းနဲ့သူတို့ပြရမှာလေအခုကျတော့သူကမင်းအောင်လိုင်းကသူ့ကိုကြိုက်တဲ့လူတွေရှိတယ်သူအဲ့ပြည်သူလူထုတွေအတွက်အဲ့ဝန်ထမ်းတွေအတွက်ပဲသူကဒီအာဏာကိုဆက်ထိန်နေရတယ်လို့မျိုးပေါ့နော်ဒီလူတွေရဲ့လုံခြုံရေးစာဝန်နေကိုပဲသူကပဲကောက်ွယ်နေရတယ်လို့မျိုးသူအထင်ရောက်သွားတာပေါ့နော်အဲ့ဒီသူ့ရဲ့အထင်ကိုဖျောက်ရမယ်လေဝန်ထမ်းတွေကိုနိုင်ကမကြိုက်ဘူးဆိုရင်အလုံးရုံးတက်ပဲနေတဲ့နေပေါ့အဲ့လိုပြောချင်ပါတယ်ဒါကနန်းစီတန်ရိုးလို့ပေါ့နော်နောက်လက်နက်ကင်စစ်သားရဲသားတွေပိုဆိုးပါတယ်သူတို့စီတန်မလုပ်ချင်းကသူတို့တက်လက်တည်ဆုံးနိုင်တယ်လို့သူတို့ဘာလို့လဲတက်ရဖို့ဖြစ်တယ်ဖြစ်တဲ့တာဝန်မျိုးသူတို့ယူထားတာပေါ့နော်အဲ့တော့စီတန်လောက်လာတင်ပါတယ်ဘယ်လိုပဲဖြစ်ပေါ့နော်စီတန်လောက်တဲ့အခက်အခဲတွေကိုသိပါတယ်ကျမတို့လည်းကိုယ်တိုင်ကြုံခဲ့ပါတယ်ဒါပေမဲ့ဆော့ပြောတဲ့ဆုံးဖြတ်ချက်ခိုင်မာလွယ်ပါတယ်ကိုနိုင်နာသိရင်သိပါစေစီပွားဥစ္စာဆုံးရှုံးပါစေဆိုတော့စိတ်တော်ရှိဖို့လိုတယ်တော်လန်ရေးမှာဆုံးရှုံးမဆုံးရှုံးဆိုတဲ့လူကတော်လန်ရေးမလုပ်ဘူးတော်လန်ရေးလောက်တာမဟုတ်ဘူးသူတိုးတက်သွားတယ်တော်လိုင်းမှာတိုးတက်သွားဆိုတော့တော်လိုင်းလောက်တာမဟုတ်ဘူးလို့ပဲကျမတို့သတ်မှတ်တယ်တော်လိုင်းလုံးမှန်ရင်တော့ဆုံးရှုံးမှုတော့ရှိမယ်အဲ့ဒါတော့ဆုတ်ဖြတ်ရမယ်ပေါ့နော်ဆုတ်ဖြတ်ပြီးတော့မှဝင်ပါဒီလိုလဲဆုံးဖြတ်တဲ့နယ်တခုခုလိုချင်နားမခံရင်ဒါဆန်လို့မရဘူးပေါ့နော်အရေးကိုပါလဲနေပူတဲ့အဆောင်ပါမယ်အဲ့လိုမျိုးပေါ့နော်နောက်ပြီးတော့ဒီကျမတို့သွားနေတာလဲဖက်ဒရယ်ဒီမိုကရေစီဖြစ်တဲ့အာဏာရှင်ကိုမကြိုက်တာစနစ်ကိုမကြိုက်တာဖြစ်တယ်အဲ့တော့ကျမတို့ကဆန်နမူနာပဲပြမှာပဲဆန်နမူနာပြမယ်ကိုနိုင်ကလူသားချင်းစာနာဖို့အဓိကဖြစ်တယ်လူသားချင်းစာနာမှုနဲ့ဒီစစ်အောင်နိုင်ရေးနဲ့နှစ်ခုconflict ဖြစ်လာတဲ့အခါမျိုးဆိုလဲလောလောကူမဆုံးဖြတ်နဲ့ပေါ့နော်မဆုံးဖြတ်ဘဲနဲ့ဒီလူသားချင်းစာနာတဲ့ဘက်ကိုပဲဇောင်းပေးပြီးတော့ကျမတို့ဘက်ကလည်းပဲသွားဖို့တိုက်တွန်းပါတယ်အဲ့ဒါမှလည်းကျမတို့အောင်ပါဒီကျမတို့သွားတဲ့စနစ်ကကျမတို့မလေးစားရင်သူများလည်းလေးစားမှာမဟုတ်ဘူးပေါ့နော်ကိုကဆန်နမူနာပြပေးလို့ရှင်သူတို့လည်းလိုက်ပါလာမယ်အခုလိုမျိုးတိုင်းသားလက်နက်ကင်တွေဘက်ကလိုမျိုးပေါ့နော်တပ်ပြပန်းနဲ့သူတို့အရှင်ထားပေးတယ်ဆိုတာဒီလူတွေကနောက်တစ်ဘက်မှလည်းပြန်ပါရဆိုတော့ပြောကြတယ်ဒါပေမဲ့လည်းဒီလူတွေရင်ထဲမှာတော့သူတို့တက်ခွင့်ရတဲ့တဲ့နဲ့တော့မတက်ခဲ့ရဆိုတာတော့ပါသွားမှာပါအကျိုးတော့မယုံဘူးလို့ထင်တယ်ပေါ့နော်ဒီဟာအပေးပါတယ်ဒီလိုမျိုးနောက်ဒီ IHL အရာဆိုလို့ရှင်လဲတုံပန်းတို့ဒီလက်နဲ့ချတဲ့သူတို့အလင်းဝင်တဲ့သူတို့ကျမတို့ကလူသားချင်းစာနာပြီးတော့စောင့်ရှောက်မှာပဲအဲ့တော့တုံပန်းလားဒီစစ်သားလားတော့သူကတေချာတော့လက်နဲ့ချလားမချလားတော့တေချာဖို့တော့လိုတာပေါ့နော်ဟုတ်ကဲ့အဲ့ဟာလေးပဲလိုပါတယ်ဟုတ်ကဲ့ကျေးဇူးပါဆရာမအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟုတ်ကဲ့အခုဒီနောက်တစ်ယောက်အနေနဲ့ဆရာမလင်းလက်စုစီကိုသွားလိုက်ပါမယ်ပေါ့နော်ဆရာမလင်းလက်စုကအဲ့တော့ကျွန်တော်ဒီဆရာမလင်းလက်စုတင်ပြသွားတဲ့အထဲမှာပေါ့နော်139စစ်စင်ရေးကာလတွင်းမှာဆိုလို့ရှိရင်တာမန်ထက်ပို့ပြီးတော့မှာပေါ့နော်စစ်ကောင်စီဟာလူမျိုးရေးဘာသာရေးတွေးထိုးလုံးဆော်မှုတွေကိုပို့ပြီးတော့လုပ်ခဲ့တယ်ဆိုတာတွေကိုတွေ့ရတယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်ဒီဆရာမတို့ကတင်ပြသွားတဲ့အထဲမှာဆိုလို့ရှိရင်သူသဖြင့်ဒီရခိုင်လူမျိုးတွေနဲ့ဗမာလူမျိုးတွေကြားမှာအမုန်းပွားအောင်လုပ်ခဲ့တာတွေနောက်ပြီးတော့လီဆူလူမျိုးတွေနဲ့ကချင်လူမျိုးတွေကြားမှာအမုန်းပွားအောင်လုပ်ခဲ့တာတွေစသဖြင့်နောက်ကိုကန့်လူမျိုးတွေနဲ့တနိုင်ငံလုံးကဗုဒ္ဓဘာသာဝင်တွေနဲ့ကြားထဲမှာအမုန်းပွားအောင်လုပ်ခဲ့တာတွေဒါတွေလည်းပဲရှိတယ်ပေါ့ဆိုတော့ဒါတွေကတော့အမှပြောလို့ရှိရင်ကျွန်တော်တို့လေးလာတွေ့ရှိတာလည်းဟုတ်တယ်ပေါ့နော်တစ်ဖက်မှာပြောလို့ရှိရင်တော့ဒါကစစ်ကောင်စီတစ်သက်လုံးလုပ်နေတဲ့အလုပ်ဆိုတဲ့ခါကျတော့ကျွန်တော်တို့ကတတိထားတယ်ဂယုစိုက်တယ်စောင့်ကြည့်တယ်ဒီပေါ်မှာပြည်သူလူထုအနေနဲ့လည်းပဲတကယ်တမ်းပြောရလို့ရှိရင်ဒီလိုဝါဒဖြန့်မှုတွေကိုယုံကြည်မှုအားနည်းတယ်လို့ကျွန်တော်နားလေလေသူ့ရဲ့ဒီလိုဝါဒဖြန့်မှုတွေရဲ့ရည်ရွယ်ချက်ကိုကကျွန်တော်တို့နားလေတာကတော့ဆရာမရှင်းပြတဲ့အထက်မှာလည်းပါတယ်လို့ပေါ့နော်ဒါတွေကသူ့တက်ကိုသူပြန်ပြီးစီယုံမှုလုပ်တဲ့ဝါဒဖြန့်မှုမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလိုမျိုးဖြစ်တယ်လို့မြင်ရတယ်ဗျာဆိုတော့ဒီကိုကန့်တွေကဒီလိုလုပ်တယ်ရခိုင်တွေကဒီလိုလုပ်တယ်ပေါ့နော်KIA ကဒီလိုလုပ်တယ် PDF ကဒီလိုလုပ်တယ်ဒါကြောင့်မလို့သူတို့ကိုအမြင့်ပြအောင်ချေမုန်းရမယ်တိုက်ခိုက်ရမယ်ဆိုတော့
justification နဲ့ဒီ motivation ခေါ်ပါဘောနော်ဒီလိုလောက်တာတရားတယ်ဒီလိုလောက်ဖို့အတွက်တက်ကြွနေရမယ်ဆိုတဲ့ပုံစံမျိုးတွေကိုဒါဖြစ်အောင်လုပ်တယ်လို့မြင်ရတယ်ဒါပေမဲ့ထူးဆန်းတာတစ်ခုကဆမပြောသွားတဲ့အထဲမှာမြောက်ခင်ရမ်းမှာဖြစ်ခဲ့တဲ့ PDF နှစ်ဦးကိုမီးရှို့တပ်ဖြတ်မှုပေါ့နော်ဒါကဆိုလို့ရှိရင်အမတန်ကိုဒါတိုင်းပြည်လုံးကအော်နှလုံးနာသွားခဲ့ရတဲ့ဖြစ်စဉ်တစ်ခုဖြစ်တာကိုကျွန်တော်တို့သတိထားမိလိုက်တယ်ပေါ့နော်ဆိုတော့အဲ့လိုဖြစ်စဉ်တစ်ခုကိုသူတို့ဘက်ကနေပြီးတော့ဘယ်လိုရည်ရွယ်ချက်နဲ့မြန်ဒါကိုဖြန့်ချီလိုက်တယ်လို့မြင်တယ်လဲပေါ့နော်တစ်ဖက်မှာလည်းပဲအဲ့ဒီအချိန်မှာဆိုကျွန်တော်တို့ဒီလေးလာကြည့်တဲ့အခါကျတော့ပေါ့နော်တွေ့နေရတာကဒီ132ခွန်စစ်စင်ရေးနောက်ပိုင်းမှာခုနကိုစောင်းခါတော့လည်းပြောသလိုပေါ့ဗျာဒီမြောက်ပိုင်းမဟာမိတ်တွေရဲ့တုံပန်းမူဝါဒခိုင်မာအားကောင်းတဲ့တုံပန်းမူဝါဒပေါ့နော်နောက်ပြီးတော့ဆရာမတို့လည်းခုနပြောသလိုလူသားချင်းစာနာတဲ့လူသားဆန်တဲ့မူဝါဒတွေဒေါ်လာရင်းဘက်မှာရှိနေတဲ့အတွက်ကြောင့်မလို့ဟာလားဒီစစ်ကောင်စီတပ်သားအများပြားဟာမိမိအသက်မိမိမိသားစုရဲ့အကျိုးစီးပွားနဲ့ပြီးတော့ပြည်သူတွေရဲ့အကျိုးစီးပွားကိုငဲ့ညာပြီးတော့မှပေါ့နော်အကျိုးစီးပွားတွေကိုငဲ့ညာပြီးတော့မှအလွယ်တကူပေါ့နော်လက်နက်ချကြတာကိုတွေ့ရတယ်ဆိုတော့အဲ့လိုလက်နက်ချတဲ့အတွက်ကြောင့်မလို့လေပြည်သူလူထုတွေကနေပြီးတော့မှဒီတပ်မတော်သားတွေစစ်သားတွေပေါ်မှာဂုံပြူကြတယ်ကြိုဆိုကြတယ်ပေါ့အဲ့လိုဖြစ်နေတဲ့အချိန်မှာဘာလို့ဒီလိုမြောက်ခင်ရန်ကအမတန်ရက်ဆက်ကြမ်းကြုတ်တဲ့ဒီတပ်ဖြတ်မှုကိုတင်ပြလာတယ်လို့မြန်ယူဆတယ်လေပေါ့နော်ဘာကြောင့်ဒီလိုဖြစ်လဲဆိုတာလေးကိုတစ်ချက်လောက်ရှင်းလင်းပြောကြားစီချင်ပါတယ်ပြီးတော့တကယ်လို့ဆရာမရှိပထမအတုပ်ဒီပြောသွားတဲ့အထက်မှာပေါ့နော်ကြံခဲ့တာလေးရှိရင်လည်းထပ်ပြီးတော့ဖြည့်ဆွတ်စေချင်ပါတယ်ကျေးဇူးပါလေဟုတ်ကဲ့ကျမဒုတိယအကြိမ်ပေါ့နော်ပြန်ပြီးဆွေးနွေးခွင့်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ကိုမိုးသွေးမေးမြန်းသွားတဲ့မေးခွန်းပေါ်မှာပေါ့နော်ချုပ်ပြောရရင်တော့ကျမတို့နဲ့ဒီစစ်တပ်နဲ့စစ်တီတွေပေါ့နော်ဆိုတော့ဒီစာကစားလက်အောက်ခံစစ်တီတွေကနေပြီးတော့မှအမြင့်မှန်ရပြီးအလင်းဝင်လာမှာမျိုးပြီးတော့ကျမတို့နဲ့ဒီစစ်တီတွေနဲ့တင့်မြတ်မှာမျိုးကိုမဖြစ်စေချင်တဲ့ရည်ရွယ်ချက်ကိုကျမတို့ရှင်းရှင်းလင်းလင်းမြင်ရတယ်ပေါ့နော်ဒါကတော့ကျမချုပ်ပြီးတော့ပြောတာအဲ့ဒီမှာမှကျမတို့ချက်လက်တွေအပြင်ပြန်ကြည့်မယ်ဆိုရင်ကျမတို့1027 operation ပေါ့နော် operation နောက်ပိုင်းမှာတပ်ရင်းတပ်ဖွဲ့တွေလိုက်ပြည်သူ့ဘက်ကိုခိုးလုံလာကြတယ်ပြီးတော့စခန်းတွေတင်းစီရမိတယ်စီရေးရတဖြည်းဖြည်းနဲ့ဒီအကြံဖက်စစ်တပ်ကရှုံးနေလာတယ်ပေါ့နော်ဆိုတော့ဒါတွေကိုလည်းသူတို့ကတစ်ဖက်မှာဖုံးကွယ်ရတယ်ပြီးတော့တစ်ဖက်မှာသူတို့နိုင်နေပါပြီဆိုတဲ့ဟာမျိုးတွေလည်းသူတို့တပြိုင်နက်တည်းထုတ်ပြန်တယ်အဲ့ဒါအပြင်ကိုလူမျိုးရေးဘာသာရေးအသုံးချပြီးတော့မှဒီတိုင်းသားတော်လှန်ရေးအင်အားစုတွေပြည်သူ့ကာကွယ်ရေးအင်အားစုတွေဒါတွေကိုပုံဖြတ်ပြီးဝါဒဖြန့်မှုတွေလည်းတပြိုင်နက်တစ်ချိန်တည်းမှာလှုပ်ဆောင်တယ်ဒါပေမဲ့လည်းအဲ့လိုလှုပ်ဆောင်နေမှုတွေဘယ်လိုပဲများနေပါစေကျမတို့တော်လှန်ရေးအင်အားစုတွေဘက်မှာမူဝါဒတွေကျမတို့ချမှတ်တယ်ကျမတို့လူခွင့်ရေးစံချိန်စံညွှန်းတွေအတိုင်းကျမတို့ဖန်ဆီးရမိတဲ့သုံးပန်းတွေကိုကျမတို့လူသားချင်းကုညီစောင့်ရှောက်မှုတွေလုပ်တယ်ဒီဟာတွေကိုကျမတို့ကမြင်နေရတယ်ပေါ့နော်ဒါsocial media တွေမှာမြင်နေရတယ်သတင်းမီဒီယာတွေမှာမြင်နေရတယ်နောက်ဆုံးစခန်းသိမ်းလို့စခန်းအတွင်းမှာ1ယောက်2ယောက်ပဲပေါ့နော်ဒီကြံနေတဲ့စစ်သားတွေကိုတောင်မှဒါနော်ကိုကြီးတို့ရေအရက်တောက်ကြရအောင်ပါညီလေးတို့ကိုကောင်းကောင်းမွန်မွန်ခေါ်နေရပါကိုကြီးတို့ဘာမှမလုပ်ပါဘူးဆိုတော့ဒီလိုမျိုးရင်းနှီးတဲ့ဖိတ်ခေါ်မှုပေါ့နော်ဆိုတော့ဒါကျမတို့မှာအညို့တေးတွေမရှိဘူးကျမတို့တွေဒီအာနာရှင်ကိုတော်လန်တာစစ်သားတွေကိုတတ်ဖြတ်ဖို့မဟုတ်ဘူးဆိုတော့ရည်ရွယ်ချက်တွေကျမတို့ရဲ့လှုပ်ဆောင်မှုတွေကမြင်တာတယ်ပေါ့နော်ဆိုတော့အဲ့တော့တဖြည်းဖြည်းနဲ့ကျမတို့ဒီလိုမျိုးဗီဒီယိုဖိုင်တွေဒီလိုလှုပ်ဆောင်မှုတွေကပို့ပြီးတော့မှဒီစကားစားလက်အောက်ခံဒီစစ်တီတွေကြားထဲမှာပို့ပြီးတော့မှသူတို့မိသားစုဝင်တွေလည်းပါတာပေါ့နော်ဆိုတော့ဒါတွေမြင်ရတာများလာတဲ့အခါမှာလူထုကိုအားကိုးချင်လာတယ်ပို့ပြီးတော့မှလူထုဘက်ကိုခိုးဝင်လာကြတယ်ပေါ့နော်ဒါကျမတို့အားလုံးသတင်းမီဒီယာတွေကနေလူမှုကွန်ရက်စာမျက်နှာတွေကနေမြင်နေကြမယ်ပေါ့နော်အလံဖြူလေးသာထောင်ခဲ့ပါဆိုတော့ကျမတို့စကားတစ်ခွန်းနဲ့တင်ကျမတို့တွေသူတို့ဖိတ်ခေါ်တာပေါ့နော်ဆိုတော့ဒါပေမဲ့တစ်ဖက်မှာကဘာဝါဒဖြန့်လဲဆိုတော့ဒီလိုမျိုးဝင်ရောက်လာတဲ့ပြည်သူဘက်ကိုခိုးလုံမှုတွေများလာတဲ့အခါမှာတစ်ဖက်ကဘာဝါဒဖြန့်မှုတွေကိုကျမတို့တွေ့ရလဲဆိုရင်
နင်တို့တွေကပြည်သူတွေစီကိုခိုလုံလဲဥပမာပေါ့နော်ဒီတိုင်းသားလက်နက်ကိုင်းတွေတိုင်းသားလက်နက်ကိုင်းအင်အားစုတွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေတဲ့နင်တို့ကခိုလုံသွားရင်နင်တို့ကိုတတ်ပစ်မှာဆိုတော့ဟိုဝါဒဖြန့်မှုတွေလှုပ်ဆောင်တယ်ပြီးတော့အဲ့လိုလှုပ်ဆောင်နေဒါတောင်မှပဲဒီလိုမျိုးတပ်ရင်းတပ်ဖွဲ့တွေလိုက်ဝင်လာကြတယ်ဆိုတော့တစ်ဖက်မှာစီးရေးရလဲရှုံးနေပြီးဒီတပ်ရင်းတပ်ဖွဲ့တွေလိုက်ကလည်းပြည်သူ့ဘက်ကိုခိုးလုံနေကြပြီးဆိုတော့ကျမတို့ရဲ့ဘုံရန်သူဒီရှင်းရှင်းလင်းလင်းမြင်လာတာပေါ့နော်ဆိုတော့အဲ့ဒီခါမှာသူတို့တွေဒီအမုန်းတရားကိုပြန်ပြီးမွေးတယ်ပေါ့နော်ဆိုတော့ကျမတို့တွေဒီငယ်ဘဝတွေကတခြားလုံးယူနီဖောင်းမြင်လိုက်တာနဲ့ကျမတို့ကမုန်းတာဘာကြောင့်လဲလို့ကျမတို့တိတိကျမသိခဲ့ဘူးခလေးဘဝတွေကကျမတို့ရဲ့မုန်းတီးမှုတွေပေါ့နော်ဆိုတော့ဒီလိုမုန်းတီးမှုတွေနဲ့ကျမတို့မှာပြည်ရင်းစစ်တွေအများကြီးဆိုတော့ဟိုစနစ်တစ်ခုနဲ့ဒီဟိုအာနာရှင်တစုကဖြက်စီးခဲ့တယ်ဆိုတဲ့ဟာကိုကျမတို့တိတိကျကျမသိခဲ့ခင်တော့အမုန်းတရားတွေပေါ့နော်ဆိုတော့အဲ့လိုအမုန်းတရားတွေကိုပြန်မွေးဖို့ပြန်လုပ်တယ်လို့ကျမတို့အနေနဲ့တော့ဟိုမြင်ရတယ်ပေါ့နော်ဆိုတော့ဘာကြောင့်လဲဆိုရင်ဒီလိုမျိုးကျမတို့အလင်းဝင်လာကြပြီးကျမတို့ဒီလိုအခြေအနေဖြစ်လာကြပြီဆိုတဲ့အချိန်မှာဒီမြောက်ခင်းရန်ကိစ္စကိုသူတို့လူမှုကွန်ရက်စာမျက်နှာတွေမှာဖြန့်ဝေလိုက်တယ်ဆိုတော့အဲ့တော့အချိန်အားဖြင့်ကိုကြည့်ရင်ဒီကိစ္စဒီရဲဘော်2ဦးဖမ်းခံရတာဒီနိုဝင်ဘာလအတွင်းမှာဖြစ်တယ်ပေါ့နော်2023ခုနှစ်နိုဝင်ဘာလအတွင်းမှာဖြစ်တယ်ဖြစ်စဉ်ဒီဆိုတော့တကယ်တမ်းဆိုရင်ကျမတို့1027စစ်စင်ရေးမစသေးခင်ကာလပေါ့နော်ဆိုတော့အဲ့ဒီကာလမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်ကိုဒီ1027ဖြစ်လာပြီးစစ်ရေးရှင်ရလဲအရှင်ရမြင့်လာပြီကျမတို့ဘက်ကလည်းအောင်ပွဲတွေဆင်နွှဲနေပြီးဒီစစ်တီတွေကလည်းပြည်သူဘက်ကိုခိုးလုံလာပြီးဆိုတဲ့အခြေအနေမှာဒီဗီဒီယိုဖိုင်ကိုရွယ်ချက်ရှိတင်လိုက်တယ်ပေါ့နော်ပြီးတော့ကျမတို့လူမှုကွန်ရက်စာမျက်နှာတွေကနေပြန်ဖြတ်သွားတယ်ဒါပေမဲ့လည်းဒီဟာတွေကအချက်လက်တွေကပြန်ပြီးတော့မှပြန့်သွားတာပဲပေါ့နော်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့လူထုတွေအမြင်အားဖြင့်ရောတော်လိုင်းရဲဘော်အင်အားဖြင့်တော်လိုင်းအင်အားစုတွေအနေထားအားဖြင့်ရောခံပြင်းတယ်ပေါ့နော်ဒါကျမတို့လည်းခံပြင်းတာပဲကျမတို့ကျမတို့ကိုယ်တိုင်ကိုမိရှုခံရတယ်လို့ခံစားရတယ်ပေါ့နော်ဆိုတော့အဲ့ဒီအပူမီးကတနိုင်ငံလုံးကိုလောင်ကျွမ်းတာပဲဆိုတော့အဲ့ဒီနောက်ဆက်တွဲမှာကျမတို့တွေဒီစစ်သားတွေကိုမယုံကြည်တော့ဘူးဆိုတော့ပြီးတော့မုန်းလာတယ်ပြန်ပြီးမုန်းသွားတယ်ပေါ့နော်ဆိုတော့ပြန်ပြီးမုန်းသွားတယ်ပြီးတော့သူတို့ကိုငါတို့ကဘလောက်ပဲစေတနာထားငါတို့ကဘလောက်ပဲရင်းရင်းနှီးနှီးနဲ့လူသားချင်းဟိုစာနာနားလည်ပြီးငါတို့ကဘလောက်ပဲဟိုဖိတ်ခေါ်သူတို့တွေရဲ့လောက်ရက်ကဒီလိုပဲပေါ့ဆိုတော့သူတို့တွေကအမြဲတမ်းလူမဆန်အောင်လုပ်တာပဲဆိုတော့အတွေးတွေပြန်ပြီးတော့မှတပတ်လည်အောင်ပြန်တွေးလာကြတယ်အခြေအနေအပြင်အကြမ်းဖက်မှုတွေပိုများလာကြတယ်ဆိုတော့ဟိုအဲ့ဒီမှာလည်းနောက်ဆက်တွဲမှာဆော့အဲ့ဒီဟန်ဆောင်လက်နက်ချတဲ့ဒါကိုစောင်းခါတို့ဆွေးနွေးသွားတဲ့ဟာဆိုတော့တော်တော်လေးကျမတို့ဆိုရင်ဟိုအံ့ဩရတယ်ပေါ့နော်ဆိုတော့ဒီယုံကြည်ရခက်တဲ့အခြေအနေတွေဒါမျိုးတွေပြန်ပြီးတော့မှပိုဆိုးလာတယ်ပေါ့နော်ဆိုတော့အဲ့တော့ဒါပေမဲ့လည်းကျမတို့တွေကဟိုအကြမ်းဖက်စစ်တပ်ကဒီလိုဖြစ်စေချင်တာလीเนาะကျမတို့ရဲ့ဒီလင်းဝင်လာမှုတွေများလာပြီးလက်နက်တွေချလာရင်များနေပြီးစီးရအရှိန်မြင့်နေပြီးဆိုတဲ့ဥစ္စာမျိုးဒါမျိုးတွေကဟိုဒါမျိုးတွေအရှင်ရော့ကျသွားစေချင်တယ်ဆိုတော့သူ့ရည်ရွယ်ချက်အဲ့တော့ကျမတို့တွေဒီတစ်ဖက်မှာဒီလိုမျိုးရည်ရွယ်ချက်တွေကိုမြင်လာတဲ့အမျှကျမတို့ကဒီချက်လက်တွေဒီခြေနေတွေပေါ်မှာဟိုအမုန်းတရားတွေထပ်မပွားအောင်ပေါ့နော်အထူးသဖြင့်တော့ဟို3ပန်းဆိုရင်3ပန်းရကျမတို့ရဲ့ကောဝက်ကွန်နက်တွေကိုချိုးဖောက်เสียမလို့ကျမတို့ရဲ့ဒေါ်လန်ရေးကိုပုံပြတ်သွားเสียမလို့ပေါ့နော်တခြားသည်ကျမတို့ရဲ့ဒီစစ်သားတွေကိုတတ်ချင်တာမဟုတ်ဘူးသေးစေချင်တာမဟုတ်ဘူးဒီအကြမ်းဖက်စစ်တပ်ကိုကြားဆုံးစေချင်တာပေါ့နော်ဆိုတော့ဒါမျိုးကျမတို့ရဲ့တော်လန်ရေးအဓိကပန်းနိုင်ပျောက်မသွားဖို့အတွက်ကိုဒီဝါရာမိုင်းတွေကိုပြန်ပြီးတော့မှခြေဖြတ်ရတယ်ပေါ့နော်ဆိုတော့ဒါမျိုးတွေပို့ပြီးတော့မှလှုပ်ဆောင်ရတယ်ဆိုတော့ဒီချင်းတွေတော့ကျမတို့လေ့လာတွေ့ရှိရပါတယ်လို့ဟုတ်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးပါဆရာမလင်းလက်စုရေဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနားလေလိုက်ရတာကပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီတော်လှန်ရေးဘက်ကနေပြီးတော့မှတက်နိုင်သမျှတိုက်ခိုက်တပ်ဖြတ်မှုတွေကိုရှော့ချခြင်းနဲ့ကိုပြည်သူချင်းကိုနိုင်ငံသားချင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဟုတ်လားအကြောင်းမျိုးကြောင့်စစ်ကောင်စီကျန်းဖက်စစ်ကောင်စီအောက်မှာတာဝန်ထမ်းဆောင်နေရပေမဲ့လည်းပဲအခွင့်ခါတာတာနဲ့ပြည်သူဘက်ကိုကူးပြောင်းလာနိုင်ဖို့အမြဲတမ်းလက်ကမ်းကြိုဆိုနေတယ်ပေါ့နော်
ဒီလိုလက်ကမ်းကြိုဆိုနေတဲ့အချိန်မှာကိုပဲစစ်ကောင်စီကရွေချက်ရှိနဲ့ဒီစစ်သားတွေဟာဟာလားဒီလို PDF တွေကိုဒီလိုလူမဆန်အောင်တပ်ဖြတ်တဲ့သူတွေဆိုတဲ့ပုံရိပ်မျိုးကိုဖန်တီးတယ်ပေါ့ဗျာအဲ့ဒီသူတို့ရဲ့ဝါဒဖြန့်ချီမှုကလည်းအတိုင်းအတာတစ်ခုထိထိရောက်တယ်လို့ပြောရပါလိမ့်မယ်ဆိုတာလေကျွန်တော်တို့ခုနကကျွန်တော်တို့ကိုယ်တိုင်လည်းပဲဒီလိုဟာမျိုးတွေကိုကြည့်လိုက်ရတဲ့အခါမှာတော့ငါတို့တွေဒီကောင်တွေကိုဖမ်းမိလာလို့ရှိရင်အရှင်ထားတဲ့လားဆိုတဲ့စိတ်မျိုးဝင်သွားရလောက်အောင်ပေါ့နော်ဒီသူတို့ရဲ့ဝါဒဖြန့်ချီမှုရိုက်ချက်ကလည်းပြင်းတယ်လို့ပြောချင်ပါတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်ကိုဆောင်းခကိုတလှည့်သွားချင်တာကအဲ့ဒီလိုမျိုးစစ်တပ်ကနေပေါ့ဗျာခုနဆရာမလင်းလက်စုလဲပြောသလိုမျိုးပေါ့နော်စစ်သားဆိုတာဒီလိုမျိုးกว่าတွေ့လားဒီ PDF ကိုမင်းတို့ PDF ကိုတွေ့ရင်ငါတို့ကအရှင်လက်တောင်မိခင်ပြက်လိုက်မှာဆိုတော့ message မျိုးပေးတယ်ပေါ့ဗျာဒီမှာလူထုတစ်ခုလုံးကလည်းတအားချင်းထုမနာဖြစ်ရတယ်ပေါ့ဆိုတော့တစ်ဖက်မှာလည်းခုနလိုဟန်ဆောင်လက်နဲ့ချတာတွေလည်းကြုံလာတဲ့ဆိုတဲ့အခါမှာကိုဆောင်းခါတို့ဒီတော်လှန်ရေးတက်တည်ထဲမှာရောရဲဘော်တွေစီမှာဘလို့စိတ်ခံစားချက်တွေဖြစ်ပေါ်စေတယ်လေပေါ့နော်ဖြစ်ခဲ့ကြတယ်လေအဲ့လိုဟာတွေကိုကိုဆောင်းခါတို့ဒီကိုကဲရေးတာဝန်ရှိတဲ့ခေါင်းဆောင်တွေအနေနဲ့ဘလို့စီမံခဲ့တယ်လေပေါ့နော်ဘလို့ဖြည့်ရှင်းခဲ့တယ်လေဒါလေးကိုလည်းကျွန်တော်မိကုန်းတစ်ခုအနေနဲ့မေးမြန်းချင်ပါတယ်နောက်တစ်ခုကတော့ဒီ BPL လေးနဲ့ပေါ့လေမဟာမိတ်နဲ့အတူပဲဖြစ်စီ BPL လေးတီးတန့်ပဲဖြစ်စီရှေ့တန်းမှာဖန်စီရမိလာတဲ့ဒါမှမဟုတ်လက်နက်ချလာတဲ့ဒီရန်သူစစ်သားတွေစီကနေပြီးတော့မှပြန်ပြီးတော့မှသူတို့ပြောကြတဲ့စကားတွေထဲမှာဆိုလို့ရှိရင်ဒီတော်လန်ရေးအပေါ်မှာဖြစ်စီပြည်သူလူထုအပေါ်မှာဖြစ်စီစစ်ကောင်စီဟာစစ်တပ်ဟာသူ့ရဲ့ဒီစစ်သားတွေကိုဘယ်လိုတွေဝါဒဖြန့်ချီထားလဲပေါ့နော်ဒါလေးတွေကိုလည်းပဲတပါးလေးတင်ပြပေးစေချင်ပါတယ်ဗျဟုတ်ဆိုတော့အဲ့ဒီအန်ဂျီကရဲ့နေရာကိုဒီဘာလို့လိုက်တဲ့အချိန်မှာဒီတန်ချင်းရိုးတွေနဲ့တွဲပြီးတော့လူမိခင်တဲ့ဒီစာကလူတိုင်းအတွက်တော်တော်လေးကိုဝမ်းနဲ့ကြည်ကွဲကြဖြစ်တယ်တော်တော်လေးကိုစိတ်မကောင်းကြဖြစ်တယ်ဗောနော်ဆိုတော့အဲ့ဒါကိုမြင်ပြီးတဲ့အချိန်မှာဘယ်သူမှသဘောထားကြည့်ဖို့ခက်တယ်လေတော်တော်ခက်ခဲပါတယ်ဆိုတော့သဘောထားကြည့်ရတဲ့အလုပ်ခအခက်အခဲဆုံးလုပ်လို့ထင်ပါတယ်ကျွန်တော်တင်တာလေဆိုတော့အဲ့လိုမျိုးအခြေအနေမျိုးမှာဘယ်သူမှတော့သဘောထားကြည့်နေအားလုံးဒေါသထွက်ကြတယ် angry ဖြစ်တယ်ဆိုတော့ကျွန်တော်ဆက်ရဲဘော်တွေလည်းအဲ့လို line ပေါ်မှာတော့ post တွေပါတယ်ကျွန်တော်အဲ့ရဲဘော်ဆိုလည်းအဲ့လိုတယောက်ပေါ့နော်ကျွန်တော်ကိုယ်တိုင်ခေါ်ပြီးတော့ကြိုးကြောင်းတခြားပြောပြီးစုံမရတာပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေတော့ရှိပါတယ်ဆိုတော့ကျွန်တော်လည်း perfect တော့မဟုတ်ဘူးရဲဘော်တွေတိုင်းမှာခံစားချက်ကိုကြီးရှိတယ်ဒီဟာတွေကတော့ဒါပေမဲ့ဒါတွေထင်းချောင်းလို့ရတယ်အဓိကတော့ကိုယ့်တက်ကိုအုပ်မိကိုတော့လိုတာပေါ့ဗျာကိုယ့်တက်ကိုမအုပ်မိရင်တော့အကုန်လုံးကအကုန်လုံးလွတ်ထွက်သွားနိုင်တဲ့အခြေအနေတွေရှိပါတယ်ဆိုတော့ဘာပြောဒါတွေဟာအဲ့လိုအခြေအနေမျိုးကြုံလာတဲ့အခါမှာကျွန်တော်ဘယ်လိုရင်ဆိုင်လဲရဲဘော်တွေရဲ့ဒီသဘောထားတွေကိုကျွန်တော်ဘယ်လိုမျိုးcalm down ဖြစ်အောင်လုပ်ရတယ်လဲဆိုတာမျိုးပေါ့ဆိုတော့သူတို့ပြောတာအဲ့ဆိုရင်ဆရာတဲ့ကျွန်တော်တို့ကတကယ်လို့ဒီတုံမန်းနေကိုမင်းကျွန်တော်တို့ကကြတော့လူလိုပဲဆက်ဆံပြီးတော့ပြန်လွှတ်ပေးရမှာလားအဲ့လိုမျိုးဆိုတော့အဲ့လိုမေးခွန်းတွေရှိတာပေါ့ဆိုတော့ကျွန်တော်ကလည်းဟုတ်တယ်ဒါတော်လန်ရေးပဲငါတို့လုပ်တယ်ကလည်းအဲ့ဒီဟာကိုပဲလုပ်တာပေါ့နော်ဆိုတော့ကျွန်တော်တို့တော်လန်ရေးလုပ်တယ်ဆိုတာကကျွန်တော်အမြဲတမ်းပြောတဲ့စကားရှိတယ်ကျွန်တော်တို့ကလူသက်ချင်လို့တော်လန်ရေးလုပ်နေတာမဟုတ်ဘူးလူသက်ချင်လို့တော်လန်ရေးလုပ်နေတာမဟုတ်ဘူးဆိုတော့တော်လန်ရေးဒီအခြားသောတော်လန်ရေးလုပ်တယ်ဆိုတာကကြီးကျယ်မြင့်မြတ်တဲ့အလုပ်လို့ကျွန်တော်ခံယူတယ်ဆိုတော့တော်လန်ရေးလုပ်တယ်ဆိုတာကသဘောထားကြီးသူတွေလုပ်ရတဲ့အလုပ်ဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကတော်လန်ရေးဟာကိုယ်ထောက်ခံတဲ့သူတွေပဲလုပ်ရတာမဟုတ်ဘူးဆိုတော့ကိုယ်ထောက်ခံခံမထောက်ခံခံဒီအလုံးတွေလုပ်ရတဲ့အလုပ်ဖြစ်တယ်ဆိုတဲ့အခါမှာဆိုတော့ဒီလူတွေကရန်သူပဲဆိုတာမျိုးမဟုတ်ဘူးသူကလက်နဲ့ချလိုက်ရင်လက်နဲ့မဲ့သွားပြီဆိုရင်ကျွန်တော်တို့ကသဘောထားကြီးဖို့အချိန်ရောက်ပြီဆိုတော့လက်နဲ့ရှိနေတော့မှသဘောထားကြီးကြမလို့ပေါ့ချစရာရှိတာချပေါ့ရဲရဲဝံ့ဝံ့ချမှာပေါ့ဒါပေမဲ့သူတို့လက်နဲ့ချအညံ့ခံလိုက်ပြီဆိုရင်တော့ဒါဟာသူတို့ကလူသားတယောက်ဖြစ်သွားပြီရန်သူမဟုတ်ကိုယ့်ရဲ့ထိန်းချုပ်မှုအောက်မှာကိုလုံရင်လုံတလောက်ဖြစ်သွားတဲ့လက်ခုပ်တရားရေးဖြစ်တဲ့အချိန်မှာကျွန်တော်တို့ကသူတို့ကိုတက်ညာပေးရမယ်ဆိုတော့ဒါဟာတော်လှန်ရေးပဲပေါ့နော်ပို့ပြီးတော့အဲ့ဒါမှပဲကျွန်တော်တို့ရဲ့သဘောသားတွေဒီတော်လှန်ရေးရဲ့မှာရှိတဲ့သူတွေရဲ့ခေါင်းဆောင်မှုရဲ့ဒီတော်လှန်ရေးရဲ့သဘောထားတွေကပို့ပြီးတော့ကောင်းမွန်တယ်ဆိုတာကိုပြရမှာဟုတ်အဲ့ဒါမှပဲတော်လှန်ရေးကကောင်းတယ်ဆိုပြီးဗတ်ပြောင်းလာမှာဟုတ်တယ်မလား
ဆိုတော့သူတို့တက်တယ်ဆိုပြီးတော့ကျွန်တော်တို့ကသူတို့ပုံစံလိုက်တက်ပြတယ်ဆိုရင်မရကြမရှိပါဘူးတက်ပြလို့ရတာပဲကျွန်တော်စစ်သားပဲလုပ်ဆိုလုပ်မှာပဲဒါပေမဲ့အဲ့လိုတက်ပြခြင်းဟာအဖြစ်မဟုတ်ဘူးအဲ့လိုတက်ပြခြင်းဟာဟိုဒီမိစ္ဆာပို့ပြီးသွားရင်လည်းနောက်ထပ်မိစ္ဆာတစ်ကောင်ထပ်ပေါ်လာတာတက်မထူးဗျာဆိုတော့ဘာမှအပြောင်းလဲမဖြစ်ဘူးဟုတ်လားမထူးကြဘူးအဲ့တော့ဒေါ်လန်ရေးဆိုတာကဒီမကောင်းတဲ့ဟာတွေအစားပိုပြီးကောင်းတဲ့အခြေအနေတစ်ခုအရွေ့ကိုတွားရတာဖြစ်တယ် reform ဖြစ်တယ်ပြုပြင်ပြောင်းလဲမှုဖြစ်တယ်အတစ်ဖြစ်ထွန်းမှုဖြစ်တယ်ဆိုတဲ့အခါမှာအခုလက်ရှိစစ်ကောင်စီတဲ့ဒီဘက်ကတော်လှန်တဲ့လူတွေအင်အားစုတွေကပို့ပြီးတော့ကောင်းမွန်တယ်သူတို့ရဲ့ policy တွေသူတို့ရဲ့ခံယူချက်တွေမူဝါဒတွေကအားလုံးအတွက်ပိုကောင်းတယ်ဆိုတာကိုတက်တည်ပြဖို့အရင်ရေးကြည့်တယ်အဲ့ဒါအတွက်နီလန်းကဒီလိုမျိုးစစ်ဖြစ်နေတဲ့အခြေအနေမျိုးမှာတုံပန်းနေပေါ်မှာဒီဆက်စာကိုတက်ညာပြီးတော့သူတို့အတွက်စနစ်ကျဖန်တီးပေးထားတဲ့အခြေအနေဖြစ်ပါတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့လက်လွတ်စပယ်တက်ဖြတ်မှုပေါ့နော်လက်လွတ်စပယ်ဆိုတော့တက်ဖြတ်မှုတွေကျွန်တော်မကြိုက်ကျွန်တော်က death penalty ကိုဆန့်ကျင်တဲ့သူတယောက်ဖြစ်ပါတယ်ကျွန်တော်စစ်သားတယောက်ဖြစ်တယ်အခုချိန်မှာဒီ commander တယောက်ဖြစ်တယ် anyway ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော် death penalty ကိုကျွန်တော်လုံးဝလက်မခံဘူးကျွန်တော်တက်ထဲမှာလည်းကျွန်တော်လုံးမှာမဟုတ်ဘူးဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့ကျွန်တော်ဘက်ကတော့ဒါပထမမေးခွန်းမနော်ကိုကြီးဒုတိယမေးခွန်းကိုကျွန်တော်နည်းနည်းပြန်မေးပြလို့ရမှာဗျဒုတိယမေးခွန်းကတော့ဒီကိုစောင်းခါတို့ဒီတိုက်ပွဲတွေမှာပဲဖြစ်ပါစေပေါ့နော်ဖန်စီရမိတာဒါမှမဟုတ်လို့ရှိရင်လက်နဲ့ချလာတဲ့ရန်သူစစ်သားတွေပေါ့တုံပန်းတွေအဲ့ဒီတုံပန်းတွေကိုသူတို့နဲ့စကားပြောတဲ့အခါမှာသူတို့ရှီကကြားရတဲ့စကားတွေပေါ့အဲ့ထဲမှာဟိုမှာတော်လန်ရေးပေါ်မှာဖြစ်စေကျွန်တော်တို့ပြည်သူလူထုတွေပေါ်မှာဖြစ်စေတော်လန်ရေးအင်အားစုတွေပေါ်မှာဖြစ်စေပေါ့နော်ဘယ်လိုသဘောထားမျိုးတွေထားရမယ်ဘယ်လိုသတင်းစကားမျိုးတွေကိုစစ်တပ်ကသူတို့ကိုဝါဒဖြန့်ချီထားလဲဘယ်လိုသင်ပေးထားလဲအဲ့ဒါလေးတွေဘယ်လိုမြန်ကြားရလဲအဲ့ဒါလေးသိချင်တာဟာသူတို့ကတော့တကယ်စစ်သားပဲအခုချိန်ဒီခံထားတဲ့ကောင်တကယ်စစ်သားပဲဆိုတော့ဟိုကျွန်တော်တို့မြင်တာသူတို့စီကအဲ့လိုရှုံးသွားလို့ပြောတဲ့စကားပဲကြားတယ်အဲ့ဒါကိုကျွန်တော်တို့ကအရေးကြီးလုပ်ပြီးတော့ဟိုသူတို့ကတော့ကောင်းပါတယ်လို့ကျွန်တော်တို့ကဖြစ်เสียတော့မထင်ဘူးကျွန်တော်အမြင်နဲ့ဆိုရင်သူတို့ဟာအခုချိန်ဒီခံချနေတဲ့အတွက်ရန်သူအတွက်ကတော့စစ်သားကောင်းနေလို့ကျွန်တော်တို့ကမြင်တယ်ဆိုတော့ကျွန်တော်တို့အတွက်ကတော့တကယ်ကိုပဲဒီပြည်သူအတွက် disavow တွေပေါ့နော်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဒါဟာလက်နဲ့ချလိုက်ရတဲ့အခြေအနေဥပမာကျွန်တော်တို့တိုက်ပွဲမဖြစ်ခင်လက်နဲ့ချတာနဲ့တိုက်ပွဲထဲမှာလက်နဲ့ချတဲ့ဟာနဲ့တန်ဖိုးချင်းမတူဘူးဆိုတာလည်းကျွန်တော်တို့ရှင်းရှင်းလင်းလင်းပြောချင်တယ်ပေါ့နော်ဆိုတော့ဟိုတစ်ဖက်ကသူကကြီးကုံသွားတဲ့အခါကျမှလက်နဲ့ချတာဆိုရင်ဆွမ်းနာပြောလို့ဟိုဒါဟာဟိုဆွမ်းနာပြောလို့ဒါတကယ်ဟိုကျွန်တော်တို့ကတော့အဲ့ချိန်ကျမှသူပြောလာတဲ့စကားတွေကျွန်တော်မယုံဘူးကွာဟုတ်လားကျွန်တော်တို့ကဒါငကူနဲ့ပူပေါင်းကျင်ပါတယ်ကျွန်တော်တို့ကဘာခက်ခဲနေလို့ပါဆိုတာမျိုးကျွန်တော်ကအဲ့ဒါကိုလက်သင့်မခံဘူးဘာပြောကျွန်တော်အဲ့လိုလူကတော့ဒါဟာတုံပန်းပဲဆိုတဲ့အမြင်ရှိတယ်ပြောချင်တာသူတို့ဟိုရိုက်နှက်ဖို့ဟိုတက်ဖြစ်ဖို့ပြောချင်တာမဟုတ်ဘူးသူတို့သဘောထားအမှန်နေဆိုတာကျွန်တော်မယုံသူကတုံပန်းတယောက်ရဲ့ပြောတာကဒါသဘောထားအမှန်ဘယ်တော့မှမဟုတ်ဒါကျွန်တော်တို့အမြင်အဲ့လိုပဲရှုမြင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ဒီကျွန်တော်အခုနောက်ပိုင်းမိရဲ့ဟာကဆိုတော့ကြီးကုံတော့မှပဲလက်နဲ့ချတာတွေ့ရတယ်အဲ့ခါကျတော့သူတို့ရဲ့သဘောထားကဘာမှထူးခြားမရှိဘူးသူတို့ဟာနောက်ဆုံးပိတင်ငန်းညီနောင်မှာဟိုလက်နဲ့ချပြီးတော့ KIC ကနေအင်တာဗျူးထားတဲ့ဗျူဟာမှုရဲ့အင်တာဗျူးကိုနားထောင်လိုက်ရင်အရန်သိတာတယ်သူတို့ရန်သူဟာဘလောက်ထိ brain wash ကောင်းတယ်လဲဒီဆန္ဒပြောလို့ပဲဗျူဟာမှုကသူလက်နဲ့တာချလိုက်ပေါ့နော်ရန်သူဘက်ကလက်နဲ့တာချလိုက်တယ်သူ့ဗျူဟာတစ်ခုလုံးတာလက်နဲ့ချလိုက်တယ်ဒါပေမဲ့ तू ကတော့တပြားသားမှ short နေတယ်ကျွန်တော်မတွေ့ရဘူးဆိုတော့ဒါကိုကြည့်ချင်းအပြင်ကျွန်တော်တို့ရန်သူလုံးဝ short တယ်လို့မရရန်သူရဲ့ brain wash တွေကို short တယ်လို့မရအလွယ်တကူ CDN လုံးမယ်လို့ပါတော့အဲ့ဒါတွေစဉ်းစားလို့မရဘူးဒါဒီအတွက်အများကြီးပြင်ဆင်မှုလိုအပ်တယ်ဆိုတော့ကျွန်တော်ဒီညကနေဟိုသတိပေးချင်ပါတယ်ဟုတ်ကျေးဇူးပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ round နှစ်ခုပေါ့နော်နှစ်ကြိမ်နှစ်ကြော့ကျွန်တော်တို့ပြောကြားပြီးတဲ့အခါမှာကျွန်တော်နည်းနည်းလေးအနှစ်ချုပ်တင်ပြချင်ပါတယ်အဲ့ဒါကတော့ဒီပထမဆုံးအနေနဲ့ဒီဆ iam လင်းလက်စုကနေပြီးတော့မှ generation way အဖွဲ့ကနေ1392ခွန်စစ်စင်ရေးအပြီးမှာစစ်တပ်ရဲ့စနစ်တကျဆောင်ရွက်လာတဲ့ဝါဒမိုင်းတွေအကြောင်းကိုလေ့လာတင်ပြခဲ့ပါတယ်ပြီးတဲ့အခါမှာဒီ
CDM တရားသူကြီးဆရာမတော်တင်စာများကနေပြီးတော့မှဘာကြောင့်သူဒီ CDM မှာပါဝင်လာခဲ့တယ်လဲနောက်ပြီးတော့ဒီစစ်တက်လွှမ်းမှုမကင်းတဲ့တရားရေးစနစ်အောက်မှာသူဘယ်လိုရင်ဆိုင်ခဲ့ရလဲပြီးတော့ဒီလို CDM လုပ်ဖို့အတွက်ကိုဘယ်လိုအားတင်းပြီးတော့ဖျက်ချော်ခဲ့ရတယ်လဲပြီးတဲ့အခါမှာလေဒီလောက်ဖိနှိပ်တဲ့ဥပဒေတွေအောက်မှာတောင်မှပေါ့နော်ဒီရိုဟင်ဂျာတွေအပြစ်မဲ့ရိုဟင်ဂျာတွေပေါ့နော်အဲ့ဒါတွေကိုမတရားဖမ်းဆီးမှုပေါ်မှာတရက်သေးလွတ်ခဲ့တာတွေနောက်ပြီးတော့တန်ဖုံးတီးတဲ့လူတွေပေါ်မှာမတရားတဲ့ပုံမှန်တွေနဲ့ပေါ့နော်ဒါမူရရန်ကားဆိုပြီးတော့ပုံမှန်တက်ပြီးတော့တရားစွဲဆိုမှုတွေကိုတရက်သေးလွတ်ခဲ့တာတွေဒါတွေကိုလည်းပဲဆရာမကမျှဝေသွားတာဖြစ်ပါတယ်ပြီးတော့ဒီကိုဆောင်းခါကလည်းပဲကျွန်တော်တို့အထူးသဖြင့်ဒီ139ခွန်စစ်စင်ရေးပေါ့နော်ကိုကန့်MNDAA တက်ရဲ့တမတော်ရဲ့ဒီစစ်စင်ရေးပေါ့နော်ဥဆောင်ပြီးတိုက်တဲ့စစ်စင်ရေးမှာကျင့်သုံးခဲ့တဲ့စစ်တုံးပန်းတွေပေါ်မှာထားရှိခဲ့တဲ့မူဝါဒတွေနဲ့အတချက်တွေကိုလည်းပဲတင်ပြသွားခဲ့ပါတယ်ဒုတိယအကြော့မှာတော့ဒီဆရာမဒေါ်တင်စာများကနေပြီးတော့မှလက်ရှိချိန်ထိ CDM အကြောင်းမျိုးမျိုးပြပြီးတော့မှ CDM မပါဝင်နိုင်သေးတဲ့ဝန်ထမ်းတွေသူ့ရဲ့လုပ်ဖော်ခွင့်ဘက်တငယ်ချင်းတွေလည်းပါတာပေါ့ဗျာဒီလူတွေပေါ်သတင်းစကား message တစ်ခုပေးလိုက်တာကိုလည်းကျွန်တော်တို့သတိပြုမိပါတယ်အဲ့ဒါကတော့တော်လှန်ရေးမြန်မြန်အောင်ဖို့ဆိုရင်ခင်ဗျားတို့ကိုယ်တိုင်အခုစန့်ကျင်လိုက်ဖို့လိုတယ်ဒီမတရားတဲ့ဆရာနာရှင်ကိုခင်ဗျားတို့ကိုယ်တိုင်ခုတော့စုံတစ်ခုတော့ပေးလိုက်ရမယ်ပေါ့နော်အနည်းဆုံးတော့ရုံးစစ်ကောင်စီကိုကူညီပံ့ပိုးနေတဲ့အလုပ်တွေကိုရပ်တန့်ပြရမယ်ဆိုတဲ့ message မျိုးကိုပြောတော့တာလည်းတွေ့ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီလိုကျွန်တော်တို့တော်လှန်ရေးဘက်ကနေသဘောထားကြီးစွာနဲ့လက်ခံကြိုးဆိုနေတဲ့အချိန်ပေါ့နော်ပူပေါင်းမှုကိုဖိတ်ခေါ်နေတဲ့အချိန်မှာပဲစစ်တပ်ဟာရက်ဆက်ရုံမာတဲ့လုပ်ရက်တွေပါဝင်တဲ့ဗီဒီယိုတစ်ခုကိုဖြန့်ချီပြီးတော့မှပြည်သူလူထုနဲ့စစ်သားတွေကြားထဲမှာပို့ပြီးတော့အမုန်းပွားအောင်ဖန်တီးနေတာကိုလည်းပဲကျွန်တော်တို့ဒီဆရာမလင်းလက်ဆိုးကနေထောက်ပြသွားပါတယ်နောက်ဆုံးပိုင်းမှာတော့ဆရာကိုစောင်းခါကနေပြီးတော့မှပေါ့နော်ဒီကျွန်တော်တို့ဒီလက်တွေ့စစ်မြေပြင်မှာကြုံရတဲ့လက်နက်ချလာတဲ့စစ်သားတွေရဲ့အခြေအနေတွေပေါ့နော်ဒီမှာသတိထားစရာတွေလည်းတင်ပြသွားပါတယ်ပေါ့အထူးသဖြင့်တော့အရေးကြီးတဲ့ချက်ကရှေ့တန်းစစ်မြေပြင်မှာလက်နက်ချတဲ့အခါကြလို့ရှိရင်မတိုက်ခင်တည်းကလက်နက်ချဖို့လိုတယ်အမြင်မှန်တကယ်ရတယ်ဆိုလို့ရှိရင်ပြည်သူတော်လှန်ရေးအင်အားစုတွေဘက်ကိုကြီးတစ်ပေါက်မကြရောက်ဘဲနဲ့လက်နက်ချလိုက်တာအကောင်းဆုံးဖြစ်တယ်ကိုယ့်ဘက်ကပြစ်စရာကြီးကုံသွားလို့လက်နက်ချတယ်ဆိုတာဒါစစ်မှန်တဲ့လက်နက်ချမှုမဟုတ်ဘူးဆိုတဲ့ message မျိုးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်းပဲအမတန်သတိထားဖို့လည်းလိုတယ်တစ်ဖက်မှာလည်းပဲမြည်တို့ပင်စိုးစီကမှုပေါ့နော်ရန်သူပဲဖြစ်နေပေမဲ့လည်းပဲကျွန်တော်တို့ဟာမြင့်မြတ်တဲ့တော်လှန်ရေးမြင့်မြတ်တဲ့လူအဖွဲ့အစည်းတစ်ကိုတီထောင်နေတဲ့ဒေါ်လာရေးကြီးတီထောင်မှုစ조사နေတဲ့ဒေါ်လာရေးဖြစ်တာကြောင့်မလို့ကျွန်တော်တို့မြင့်မြတ်တဲ့စိတ်သားတွေနဲ့လူသားဆန်တဲ့စိတ်တွေနဲ့ဆက်ဆံကြရမယ်ဘလောက်ပဲစစ်ကောင်စီကရုပ်မာနေပါစေကျွန်တော်တို့ဒေါ်လာရေးကတော့ကျွန်တော်တို့ရဲ့မြင့်မြတ်မှုတွေကိုရုပ်ရော့မခံနိုင်ဘူးကျွန်တော်တို့လူသားဆန်မှုကိုဆက်လက်ထိန်းသိမ်းသွားရမယ်ဆိုတော့ပြောကြားသွားတာတွေတွေ့ရပါတယ်ဆိုတော့အခုဒီကျွန်တော်တို့အစီအစဉ်3အနေနဲ့ကတော့အမေးဖြေကဏ္ဍဖြစ်ပါတယ်ခင်ဗျဆိုတော့အမေးဖြေကဏ္ဍအတွက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီနိပညာအကူအညီပေးနေတဲ့ရဲဘော်တွေအနေနဲ့ပေါ့နော်ကျွန်တော်တို့ comment တွေဘာတွေကပဲဖြစ်စေ chat box ကပဲဖြစ်စေတခုခုပေါ့နော်မေးခွန်းမေးမြန်းထားတာများရှိပါသလားခင်ဗျမေးခွန်းတွေမေးမြန်းထားတာရှိလို့ရှိရင်ကျွန်တော်တို့ဟိုတစ်ချက်လောက်ပေးပို့စီချင်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်ဒီမှာရရှိထားတဲ့မေးခွန်းတစ်ခုရှိပါတယ်ပထမအဦးဆုံးမေးခွန်းတစ်ခုပေါ့ဒီပေါ်မှာတစ်ချက်လောက်ဖြေကြားစီခြင်းပါတယ်အဲ့ဒါကိုဒီဥဆောင်ဆွေးနွေးသူ3ဦးစလုံးကပဲဖြေကြားစီခြင်းပါတယ်အဲ့ဒီမေးခွန်းကတော့ကျွန်တော်တို့တွေကပြည်သူတွေကတော်လှန်ရေးကခုနကိုစောင်းခလည်းပြောသလိုပေါ့နော်မြင့်မြတ်တဲ့တော်လှန်ရေးဖြစ်တယ်တော်လှန်ရေးကမြင့်မြတ်တယ်လူသားဆန်ရမယ်ဆိုတော့ပုံစံနဲ့ကျွန်တော်တို့
သွားကြတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဒီတရားမျှတမှုအတွက်လူသားဆန်မှုအတွက်ကျွန်တော်တို့ကတော်လန်တိုက်ပွဲဝင်နေကြတာဖြစ်တယ်ဒါပေမဲ့ခုနလိုမျိုးအမတန်ရုံးမှရက်ဆက်တဲ့ကိစ္စတွေကိုကျူးလွန်လာတဲ့အခါမှာအဲ့ဒီလိုကျူးလွန်လာတာတွေကိုကြုံတွေ့လာတာတော့ကျွန်တော်တို့ဘက်ကသဘောထားကြီးရမယ်လူသားဆန်ရမယ်ဆိုပြီးတော့မှအခုဒီခေါင်းဆောင်တွေပေါ့နော်ကိုစောင်းခါတို့လိုလက်နက်ကင်ဒေါ်လာရေးခေါင်းဆောင်တွေနောက်ရှာမတို့လိုမျိုးတရားသူကြီး CDM တရားသူကြီးတွေပေါ့နော်စသဖြင့်မလင်းလက်စုတို့လိုတက်ကြွလှုပ်ရှားသူတွေကနေပြီးတော့မှဆက်လက်ပြီးတော့သဘောထားကြီးဖို့လူသားဆန်မှုကိုပြောနေတယ်ပေါ့ဆိုတော့ဒီလိုကိစ္စတွေကိုဒီလိုရုံမှရက်ဆက်မှုတွေကိုကျွန်တော်တို့ဘယ်လိုအချိန်မှာဘယ်လိုပုံစံနဲ့တရားမျှတမှုပြန်ရမှာလဲပေါ့နော်ပြည်သူလူထုအတွက်ဆိုတော့ဒီမေးခွန်းလေးကိုပထမဦးဆုံးမလင်းလက်စုကနေပြီးတော့မှအရင်ဆုံးဖြေချပေးစေချင်ပါတယ်ဗျဟုတ်ကဲ့မေးခွန်းမေးပေးတာကျေးဇူးတင်ပါတယ်လို့ဆိုတော့တကယ်တော့ကျမတို့ကသဘောထားကြီးတယ်ဆိုတာကသူတော်ကောင်းတွေမလို့တော့မဟုတ်ပါဘူးပေါ့နော်ဆိုတော့ကျမတို့လည်းလူသားတွေပါဆိုတော့ကိုယ့်သားနိုင်ရင်သူများသားကိုလည်းပြန်အောင်လုပ်ချင်တယ်ပေါ့နော်ဆိုတော့ဒါပေမဲ့လည်းကျမတို့ရဲ့အဓိကတော်လန်ရေးပန်းတိုင်ဒီပါလဲပေါ့နော်ဆိုတော့အဲ့တော့တစ်ဖက်ကအသားနာယုံနဲ့တော့ကျမတို့ဖြစ်ချင်တဲ့ကျမတို့ရည်ရွယ်ချက်ဖြစ်တဲ့ဒီဆေးအာနာရှင်တစ်ခုလုံးအမြင့်ပြုတ်သွားမှာမဟုတ်ဘူးပေါ့လေဆိုတော့အဲ့တော့ကျမတို့ကအခုလက်ရှိမှာဘာဖြစ်လို့ဒီလိုမျိုးတွေကျမတို့ပြောနေရလဲကျမတို့ဘက်ကတစ်ဖက်ကလူသားမဆန်စွာကျူးလွန်မှုတွေပေါ်မှာကျမတို့တွေကပြန်ပြီးတော့မှတူညီတဲ့တုံ့ပြန်မှုတွေမလုပ်ဖို့ကျမတို့ဘာကြောင့်ပြောနေရတာလဲဆိုလို့ရှိရင်ကျမတို့တွေဒီခွင့်လွတ်လိုက်တာမဟုတ်ဘူးကျမတို့ဒီအချိန်နေမှာတရားမျှတမှုပေါ့နော်တရားမျှတမှုကိုကောင်းကောင်းရရှိဖို့အတွက်ကိုမဖြစ်နိုင်သေးတဲ့အခြေအနေမှာကျမတို့တွေဒီဟာတွေကိုကျမတို့မှတ်တမ်းတင်မယ်ပြုစုထားမယ်ဒါပေမဲ့တော်လန်ရေးနိုင်သွားတဲ့အခါကျမတို့ရဲ့ဒီ transitional ကာလပေါ့နော်ဆိုတော့အဲ့ဒီဂျားကာလရောက်သွားပြီဆိုရင်တော့ကျမတို့တွေဒီကာလမှာကြုံတွေ့ခဲ့ရတဲ့အကြမ်းဖက်မှုတွေတပ်ဖြတ်ခံရမှုတွေပျက်စီးဆုံးရှုံးခဲ့မှုတွေလူဂုဏ်သိက္ခာထိခိုက်ခံရမှုတွေနောက်ပြီးကြတော့ကျမတို့ဒီ CDM နေဆိုရင်လည်းဒီတာဝန်တွေပေါ့နော်ဆိုတော့တာဝန်တွေဆုံးရှုံးခဲ့ရမှုတွေဒါတွေအကုန်လုံးကိုပြန်ပြီးတော့မှကျမတို့ပြန်လည်ဖော်ထုတ်ပြီးတရားမျှတမှုပြန်ရရှိအောင်ကြိုးစားရမယ်ပေါ့နော်ဆိုတော့ဒီ process ကိုကောင်းကောင်းမဖြတ်တန်းနိုင်ရင်တော့ကျမတို့တွေဒီတော်လန်ရေးတွေကြားထဲမှာပဲလုံးချလဲရင်းနဲ့ကျမတို့အနာဂတ်တွေကဆက်ပြီးတော့ပျောက်ဆုံးနေမှာပဲပေါ့နော်ဆိုတော့အဲ့တော့လက်ရှိမှာကျမတို့တွေဒီလူခွင့်ရေးစံချိန်စံညွှန်းတွေအရာCOC တွေအရာကျင့်သုံးနေခြင်းဒီတစ်ချိန်မှာ TJ process ဒီTJ process ပေါ့နော်ဒီဂျာကာလာတရားမျှတမှုဖော်ဆောင်ရေးကာလမှာဖြည့်ရှင်းရမယ့်ပြဿနာတွေကိုကြိုတင်ကာကွယ်ရလဲရောက်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကကျမတို့ထူထောင်မဲ့ကာလကျမတို့ထူထောင်မဲ့နိုင်ငံသစ်မှာကျမတို့ဒီ data တာကတော့အာဏာရှင်ဖြစ်မနေတော့ဘူးပေါ့လေဆိုတော့ဟုတ်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာမလင်းလက်စုဆိုတော့ဆရာမလင်းလက်စုကပြောသွားတဲ့အထဲမှာ TJ ပေါ့နော် transitional justice လို့ခေါ်တဲ့အသွင်ကူးပြောင်းရေးကာလတရားမျှတမှုအချိန်ကာလတွေကိုရောက်တဲ့အခါကြလို့ရှိရင်ဒါတွေကိုပြန်လဲဖော်ထုတ်ရမယ်ဆိုတာမျိုးပြောသွားတယ်ပေါ့အဲ့ဒီမှာကျွန်တော်တခုသတိထားမိတာကျွန်တော်တို့ကအခုဒီတချို့သောနေရာတွေမှာအခုဆိုလို့ရှိရင်ပေါ့ဗျာဒီသတင်းမီဒီယာတွေမှာဖော်ပြထားတာရောကျွန်တော်တို့မြေပြင်ချက်လက်တွေအရရောပေါ့နော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်နိုင်ငံရဲ့58%လောက်လို့ပြောလို့ရမလားမသိဘူးပေါ့နော်အဲ့လောက်ပေါ့60%လောက်နီးပါးကတော်လှန်ရေးအင်အားစုတွေရဲ့စိုးမိုးမှုထိန်းချုပ်မှုလှုပ်ရှားမှုတွေထဲမှာရောက်ရှိနေတယ်ပေါ့လေဆိုတော့ဆိုချင်တာကအဲ့ဒီနေရာတွေမှာဆိုရင်စစ်ကောင်စီကဩဇာအာဏာမတက်ရောက်တော့ဘူးစစ်ကောင်စီမရှိတော့ဘူးပေါ့နော်စစ်ကောင်စီမရှိတော့တဲ့အခါကျတော့တော်လှန်ရေးအင်အားစုတွေကပုံစံတစ်မျိုးမျိုးနဲ့အုပ်ချုပ်နေကြပြီဖြစ်တယ်ပေါ့ဆိုတော့အဲ့လိုနေရာတွေမှာဒါဘာပဲပြောဒါအသွင်ကူးပြောင်းတဲ့နေရာကာလကိုရောက်ရှိနေပြီလို့တော့ကျွန်တော်တို့ပြောရမယ်ပုံစံမျိုးရှိတာပေါ့နော်အဲ့လိုနေရာတွေနဲ့ပတ်သက်လို့လက်ရှိဘယ်လိုပေါ့နော် NUG ဘက်ကရောတရားရေးဌာနတွေဘက်ကရောဘယ်လိုဆောင်ရွက်နေတယ်လို့ကြားမိတယ်လဲဘယ်လိုမျိုးဆောင်ရွက်သင့်တယ်လဲပေါ့နော်အဲ့ဒီဒေတာတွေမှာခုနအသွင်ကူးပြောင်းရေးကာလနဲ့ပတ်သက်တဲ့တရားမျှတမှုရှာဖွေရေးလုပ်ငန်းစဉ်တွေစတင်နေပြီလားပေါ့နော်နောက်ပြီးတော့တရားရေးနဲ့ပတ်သက်လို့ဘာတွေစီမံနေပြီလဲဆိုတာကိုဆရာမအနေနဲ့တစ်ချက်လောက်
ဆမတော်တင်စာမြအနေနဲ့တစ်ချက်လောက်ဖြေချပေးစေချင်ပါတယ်ဗျဟုတ်ပါဒီမှာတော့ဒီ transitional period နဲ့ပတ်သက်ပြီးတော့တောင်းရင်စားနေတဲ့ထဲမှာတော့ကျွန်မမပါပါဘူးဒီသူများသိသလိုပဲဘုသူတပဲရှိပါတယ်ထက်ထက်ဝင်လောက်ကင်ဆောင်ရနေတာမရှိပါဘူးစကိုင်းဘက်မှာအန်ယူဂျီတရား MOJ တရားရုံးတွေဖွဲ့ထားပါတယ်ဒီမျိုးနယ်မှာဖြစ်တဲ့မှုတွေဆိုဒီမျိုးမှာတိုင်လို့ရတဲ့တရားသူကြီးတွေလည်းခံပေးထားတယ်လို့သိရပါတယ်ဒီပြီးတော့ဒီ MOJ နေနဲ့လည်းဆက်သွယ်ပြောတင်ဓာတ်ပတ်တန်ဒီလုံးဝပဲခွင့်မပြုထားပါဘူးတေတန်စီရင်ခွင့်မပေးထားပါဘူးအဲ့ဒါတော့သိပါတယ်အဲ့လောက်ထိတော့သိပါတယ်ဟုတ်တေတန်အားမပေးပါဘူးကျမတို့ပြစ်ဒဏ်ပေးတဲ့ရည်ရွယ်ချက်ကလက်စားချေတဲ့သဘောမတက်ရပါဘူးနောက်ပြီးတော့လူခွင့်ရေးဟာအသက်ရှင်တန်ခွင့်ဖြစ်တယ်အဲ့ဒါကိုသူတစ်ပါးကနေပြီးတော့တက်စီဆိုတဲ့အမိန့်မျိုးလူသားမဆန်ဘူးဆိုတဲ့ user မျိုးတွေလည်းကျမတကူကြီးအနေနဲ့လက်ခံပါတယ်သဘောအဲ့ဒါပဲစစ်သုံးမှုအားပေးပါတယ်ဒီတယောက်ကမကောင်းမှုကိုကျွလွန်ထားတယ်ဆိုရင်တမိုင်းမှာဒီလိုလောက်ရမျိုးဒီလိုမကောင်းတဲ့လူတွေကလောက်သွားပါတယ်ဆိုတာမျိုးပြနိုင်တယ်ဒီလိုလောက်ရမျိုးချုပ်ငိမ့်သွားအောင်ကျမတို့တားဆီးလိုက်နိုင်တယ်ဆိုရင်အမျက်ဖြစ်သွားပြီပေါ့နော်နောက်ပြီးတော့ဒီအပိသက်တုတ်တင်တယ်ဆိုတာပေါ့နော်ဒီလူတယောက်ကိုသူကျွလွန်ထားတဲ့ပြစ်မှုနဲ့အညီသူ့ကိုလည်းပြန်ပြီးတော့ရေဆုံးပေါ့နော်ထိုက်တန်တဲ့ပြစ်ဒဏ်ကိုပေးမယ်ဆိုလို့ရှိရင်အဲ့ဒီအကျိုးဆက်ကလည်းတကယ်တမ်းကြလို့ရှိရင်မကောင်းပါဘူးတဲ့တံပြန်ပြီးတော့တန်တရားလဲလာတတ်ပါတယ်ပေါ့နော်ကိုလည်းပြန်ဒီခံရတဲ့သူတွေကလည်းနမူနာပြောထားရှိရဒီဂျာမနီလားမသိဘူးဒီဒုတိယကမ္ဘာစစ်မှာသူတို့ကိုအပီးတိုင်ချိန်မုံလိုက်တဲ့အတွက်နောက်တော့ဟစ်တလာပဲပြန်ပေါ်လာတာပေါ့နော်အဲ့လိုမျိုးဟုတ်အဲ့လိုမျိုးပေါ့အပီးတိုင်ချိန်မုံတာတွေအားမပေးပါဘူးနိုင်ငံတကာဥပဒေတွေကလည်းဟုတ်ကဲ့ကျေးဇူးပါဗျအဲ့တော့ဒီခုနကတော့ဒီမေကွန်းနဲ့ဆက်ဆက်ပြီးတော့ပေါ့နော်ကိုစောင်းခလည်းပဲကျွန်တော်တို့နည်းနည်းလေးဖြေကြားပေးစေချင်ပါတယ်အဓိကတော့ကျွန်တော်တို့ကဒီသဘောထားကြီးဖို့တီးခံဖို့မြင့်မြတ်တဲ့စိတ်ထားတွေလူသားဆန်မှုတွေနဲ့ကျွန်တော်တို့ကတိုက်ပွဲဝင်ရတယ်ပေါ့ဗျာဒါပေမဲ့တစ်ဖက်မှာကျတော့အမတန်ဆိုးရုပ်တဲ့ဖက်စစ်ကိုကျွန်တော်တို့ရင်ဆိုင်နေကြရတာဖြစ်တယ်ပေါ့ဒီလိုအချိန်မျိုးမှာကျတော့ဒါတွေအတွက်တရားမျှတမှုကိုတက်သေးရရဲဘော်တွေကမင်းမြန်းတာရှိသလားပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်လို့ကိုစောင်းခါတို့ဘယ်လိုပြောပြတယ်လဲနောက်ပြီးတော့လက်ရှိတော့လွတ်မြောက်နေနေဒီပေါ့နော်ကိုစောင်းကားတို့ဒီကိုယ့်ရဲ့ control area ပဲပြောကြပါစို့ပေါ့နော်အဲ့နေရာဒီမှာရှိနှင်ခဲ့တယ်ပေါ့နော်ဒီလူခွင့်ရေးချိုးဖောက်မှုတွေစစ်ရာဇဝတ်မှုတွေပေါ့နော်တချို့ဒေသတွေမှာလည်းကျွန်တော်တို့တွေ့နိုင်မယ်လေဥပမာရွာတွေကရွာသူရွာသားတွေရွာတွေကိုမိရှို့တပ်ဖြတ်ခဲ့တာတွေထားပါတော့ရွာသူရွာသားတွေပေါ်မှာမရင်းကျင်တယ်အစုလိုက်ပြုံလိုက်တပ်ဖြတ်တယ်ဒါမျိုးတွေကျူးလွန်ခဲ့တဲ့ရန်သူစစ်သားတွေရှိခဲ့တယ်တွေ့ခဲ့တယ်မိခဲ့တယ်ဆိုရင်ဘယ်လိုစီစဉ်ကြတာတွေရှိတယ်လဲဘယ်လိုဒါမှမဟုတ်လို့ရှိရင်ဘယ်လိုစီစဉ်မယ်လို့စဉ်းစားလဲပေါ့နော်ဒါလေးတွေနည်းနည်းလေးမျှဝေပေးစေချင်ပါတယ်ဟုတ်ကဲ့ဒီဂျင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့ဒီ policy မှာလည်းတော့ပြောထားပြီးသားပါနော်ဆိုတော့ဒီဟာတွေကဒီစစ်ရာဇဝတ်ကျူးလွန်တဲ့သူတွေဒီအထူးသဖြင့်ပေါ့နော်ကျွန်တော်တို့ပြောထားတဲ့ဟာကဒီရန်သူဘက်ကိုပြောတာပေါ့စစ်ရာဇဝတ်ရန်သူဘက်ကကျူးလွန်တဲ့သူတွေရှိတယ်ဆိုရင်ဒါတွေဟာတော်လှန်ရေးပြီးဆုံးတဲ့အချိန်မှာအဲ့ဒီလူတွေဟာတရားနီးလန်းကြနဲ့ပေါ့နော်ဟိုတရားရုံးတွေမှာရင်ဆိုင်ရမယ်လို့ကျွန်တော်တို့ကအဓိကပြောထားအောင်နော်ဆိုတော့လိုအပ်ရင်ဒီနိုင်ငံတကာတရားရုံးတွေမှာရင်ဆိုင်ရမယ်ပြည်တွင်းတရားရုံးမှာရှင်းလို့ရတယ်ပြည်တွင်းတရားမှာဆိုတော့ဒါကကျွန်တော်တက်ထဲမှာရှိတော့ပြစ်မှုတွေပေါ့နော်တက်ထဲမှာရှိတဲ့ပြစ်မှုတွေရှိပါတယ်တက်ထဲမှာဒီတက်တွင်းမှာရှိတဲ့ကိစ္စတွေမှာဆိုရင်ကျွန်တော်တို့ကဒီပြစ်မှုအသေးစားလို့ဟာမျိုးတွေကတော့ကျွန်တော်တို့တက်တွင်းမှာရှိတဲ့တရားစီရင်ရေးကနေပြီးတော့ဆောင်ရွက်မှာဖြစ်တယ်ဆိုတော့ကျန်တဲ့ဟာကပေါ့ကျွန်တော်ပြောလို့ပဲတကယ်ဒီ war crime လိုမျိုးကိစ္စတွေကိုစောင်းခ line တစ်ချက်ကြာဟုတ်ကဲ့ကိုစောင်းက line တစ်ချက်ကြာသွားတယ်ဟုတ်ကဲ့war crime လိုမျိုးကိစ္စတွေဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒီကနေပြန်ဆက်ပြောပေးသေးတယ်ဟုတ်ကဲ့
ဆိုတော့အဲ့လိုမျိုးကိစ္စတွေကြီးလေးတဲ့ပြစ်ဒဏ်တွေပေါ့ကျွန်တော်တို့တတ်မှတ်ထားတာရှိပါတယ်ဆိုတော့အဲ့လိုမျိုးဟာတွေကတော့ကျွန်တော်တို့ကစပလင်ငယ်လို့ရတဲ့ဟာတွေကိုကင်ထားမယ်ဒါပေမဲ့ကျွန်တော်တို့ဒီစီရင်မှုပေါ်မှာရင်ဆုံးသက်မှာမဟုတ်ဘူးသူတို့ဟာတော်လိုင်းအလွန်ကာလမှာအဲ့လိုမျိုးနိုင်ငံတကာတရားရုံးတွေရဲ့ပြစ်ဒဏ်ပေးမှုကိုထက်လက်ဒီပေါ်မှာဆက်လက်စုံစမ်းစစ်ဆေးပြီးတော့တိတိကျကျအပြစ်ပေးမှုဆက်လက်ခံရမှာဖြစ်တယ်ဆိုတော့အဲ့လိုပြောခြင်းဟာတော်လိုင်းပြီးမှသူတို့ကပြစ်ဒဏ်ကြရမှာမဟုတ်ဘူးလက်တော်ရှိရင်ကျွန်တော်လက်တော်ကင်ထားမယ်ဒါပေမဲ့ပြီးရင်တော့တော်လိုင်းဒီနိုင်ငံတကာခုံရုံးကိုတက်ရမယ်အဲ့ဒါကိုပြောချင်တာဖြစ်တယ်ဟုတ်ကဲ့ကျေးဇူးပါခင်ဗျဆိုတဲ့အခါကျတော့ဒီခုကတော့ထပ်ပြီးတော့မှမေးခွန်းတော့မရှိပါဘူးမရှိတဲ့အခါကျတော့ကျွန်တော်တို့ဒီအဆုံးသက်အစီအစဉ်လေးတွားကြည့်ပါတယ်အဆုံးသက်အစီအစဉ်နေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီပြောကြားပေးသွားတဲ့ဆရာမတွေကနေပြီးတော့ပေါ့နော်အနှစ်ချုပ်အနေနဲ့ပေါ့ဒီနေ့စကားဝိုင်းနဲ့ပတ်သက်ပြီးတော့တယောက်ကို Hello ပြောကြားစီကိုဆောင်းခပဲအရင်ဆုံးပြောကြားပေးစီချင်ပါတယ်ဗျအဲ့ဒါဘာလဲဆိုတော့လက်ရှိကျွန်တော်တို့ဝါဒမှိုင်းစစ်ကောင်စီရဲ့ဝါဒမှိုင်းမျိုးစုံမိနေတဲ့စစ်သားတွေပြီးတော့အရက်ဖက်ဝန်ထမ်းတွေအကုန်လုံးပေါ့နော်ဒါဒီလူတွေကိုဘယ်လိုမျိုးသတင်းစကားပေးစီချင်လဲဗျဒေါ်လာရင်းနဲ့ပတ်သက်ပြီးတော့အထူးသဖြင့်ကတော့ကျွန်တော်တို့ကဒီ CDM လုပ်ဖို့နဲ့ပတ်သက်ရင်ကျွန်တော်တို့ဘက်ကနေပြီးတော့အထူးတလဲတိုက်တွန်းချင်တာကလက်နက်ကင်ထားတဲ့အုပ်စုတွေနဲ့ဒီလက်နက်ကင်တက်တွေအတွက်အထောက်ပံ့ဖြစ်နေတဲ့အင်အားစုတွေပေါ့နော်ဒီအစိုးရဝန်ထမ်းမှာအဲ့လိုလူတွေက CDM လုပ်ဖို့ပိုအရေးကြီးတယ်ကျွန်တော်တို့ကဒီလက်ရှိအခြေအနေရဆိုရင်လည်းကျွန်တော်တို့ကလာရမြ CDM တွေလည်းဘယ်သူမှတင်မကြွေးထားနိုင်ဘူးဘယ်သူမှလည်းသူတို့အတွက်တေချာလုံလောက်တဲ့အခြေအနေကိုမဖန်တီးနိုင်ဘူးအကုန်လုံး CDM လောက်လာတယ် CDM တော့ဖြစ်တယ်ဒါပေမဲ့ဒုက္ခရောက်ကြတာများတယ်ပေါ့နော်ကျွန်တော်တို့မြင်ရကြတဲ့အခြေအနေကိုပြောတာပါဆိုတော့အဲ့လိုအခြေအနေကြောင့်ကျွန်တော်တို့ကအဲ့လိုCDM နဲ့ပတ်သက်ရင်အထူးသဖြင့်ဆိုတော့လက်နက်ကင်တက်ဖွဲ့တွေပို့ပြီးအထူးအလေးပေးရမယ်လက်နက်ကင်တက်ဖွဲ့ဝင်တွေကအထူးပြီးဖြစ်ရမယ်နောက်တစ်ခုကကြတော့ဒီလက်နက်ကင်တက်ဖွဲ့တွေကိုအထောက်ပံ့ဖြစ်စေတဲ့နောက်ွယ်အရန်တက်တွေပေါ့နော်လက်နက်မကင်ထားတော့လေအခြားတက်မဟုတ်ပေမဲ့လည်းအခြားသောစုဖွဲ့မှုတွေကလည်းရှိတာအောင်ဆိုအဲ့လိုမျိုးအဖွဲ့တွေကျွန်တော်တို့အထူးဖြစ်တယ်နောက်တစ်ခုကကြတော့ BGF လိုမျိုးပြည်သူ့စစ်လိုဟာမျိုးဒါမျိုးတွေကိုလည်းကျွန်တော်တို့ကဒီရန်သူနဲ့အဆက်အသွယ်ဖြတ်တောက်ပြီးတော့ဒီတက်ဆိုင်ရာမဟာမိတ်တွေနဲ့ပဲပူးပေါင်းဆောင်ရွက်ဖို့တွေလည်းကြိုးစားရမယ်အဲ့ဒါကလည်းအခိုင်တော့ CDM ပဲပေါ့နော်ကျွန်တော်အဲ့လိုစဉ်းစားတယ်ပေါ့ဆိုတော့အဲ့လိုလူတွေတော့အဓိကကျွန်တော်အနေနဲ့တိုက်တွန်းလို့တယ်သူတို့ဒါမြန်ဘက်ပြောင်းလာမယ်ဒီဘက်မှာပြန်ပြီးတော့ခိုးလုံးလာမယ်ပေါ့ဒါမှမဟုတ်ရင်ပူပေါင်းဆောင်ရွက်လာမယ်ဆိုရင်ဒေါ်လာကြီးဟာကျွန်တော်တို့ထင်ထားတဲ့မြန်မယ်ဆိုတော့ဒေါ်လာကြီးမြန်နေဆိုရင်နံပါတ်1ကလူထုတေချီပျက်စီးရမှုနဲသွားလိမ့်မယ်ပြီးရင်ပြန်လဲထူထောင်ရေးကိစ္စတွေကိုမြန်ဆန်လုပ်တိုင်နိုင်တဲ့အတွက်တိုင်းပြည်ဟာပြန်လဲနိုးထဖို့အတွက်အခွင့်အလမ်းပိုရတာပေါ့နော်ဆိုတော့မဟုတ်ရင်တော့ကျွန်တော်တို့ဟာဒီထက်ပိုပြီးတော့တိုင်းပြည်အရင်နစ်နာတာပေါ့ဗျာတိုင်းပြည်နစ်နာတယ်ကျွန်တော်တို့ဒီအချိန်ဒီမှာပညာမသင်ကြားနိုင်တဲ့လူငယ်တွေပညာရေးခါဆက်ပြက်ရင်တိုင်းပြည်ဟာရုံးထရကိုပိုခက်သွားလိမ့်မယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ရှိမှလည်းရှိတယ်အခုအသက်က20ကျော်သွားပြီဒါပေမဲ့10တန်းတောင်မဖြေရသေးဘူးအဲ့လိုလူငယ်ကျွန်တော်မှအများကြီးရှိတယ်ဘာလို့ကျွန်တော်တို့18နှစ်တွေကို recruit လုပ်ကြတယ်အများသောအားဖြင့်ပေါ့နော်ပို့ပြီးတော့18နှစ်လို့လူငယ်တွေကပို့ပြီးတော့လည်းtrain ရဖို့အဆင်ပြေတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒီrecruit လုပ်တယ်ဒါပေမဲ့အဲ့လိုလူငယ်တွေကကျွန်တော်တက်ထဲမှာရှိပြီးတော့သူတို့ရဲ့ပညာရေးတွေဟာလည်း10တန်းတောင်မှပဲမပြီးပြတ်သေးကျွန်တော်တို့ကလည်းဒေသီဖြစ်တယ်ဒီကလေးတွေရဲ့ပညာရေးအခွင့်အလမ်းကိုလေသူတို့ကလည်းကျောင်းမတက်ရမယ့်အတူတူတော့ငါတို့လည်းဝင်ချမှာပေါ့ငါတို့လည်းအရွယ်ရောက်ပြီပဲဆိုတာမျိုးနဲ့လာကြတာပဲလေဆိုတော့ကျွန်တော်တို့ကလည်းခေါ်မှာပဲအသက်16နှစ်ပြည့်ပြီးသားစစ်မှုထမ်းနိုင်တဲ့အရွယ်ဘယ်သူ့ကိုမဆိုကျွန်တော်တို့ recruit လုပ်မယ်စစ်သားဖြစ်အောင်လုပ်မယ်ပြန်ချမယ်ဒါကကျွန်တော်တို့ရအားကျင်တာပဲဆိုတဲ့အခါမှာဒါပေမဲ့တစ်ဖက်မှာလည်းဒါအသက်က20ကျော်သွားပြီ10တန်းမဖြေရသေးဘူးသူတို့ရဲ့ပညာအရေးချင်းပြန်ကြည့်လိုက်တော့လေဟိုမှာအရန်တော်ကြတယ်စူးစမ်းကြတဲ့လူငယ်တွေလည်းရှိကြတာဆိုတော့အဲ့တော့အများကြီးတော့ဆုံးရှုံးနေနာမှုကြီးတယ်ပေါ့တော်လိုင်းကြာလာလေဆုံးရှုံးနေနာမှုကြီးလာလေဖြစ်တယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကအဆုံးထိချမှာနိုင်အောင်ချမယ်ဒါပြက်တယ်သို့တော်လည်းပဲ CDN နေများဝင်လာမယ်ကျွန်တော်လက်နက်ကင်တက်ဖွဲ့တွေဘက်ကနေရန်သူဘက်ကနေပြီးတော့ပို့ပြီးပူပေါင်းဆောင်ရလာမှုများလာတယ်ဆိုရင်ကျွန်တော်မြန်ပြီးသွားမယ်ဆိုတော့အဲ့ဒါတခုကတော့ကျွန်တော်ဘက်ကနေအထူးတလဲမြတ်တာရက်ခံလို့ဖြစ်ပါတယ်ခင်ဗျာကျေ
ကျေးဇူးပါခင်ဗျာဆိုတော့အခုတစ်ခေါက်တော့ဒီဆရာမဒေါ်တင်စာမြခင်ဗျာဆရာမအနေနဲ့ဒီ10 မိနစ်ထက်မပိုဘဲနဲ့ပေါ့နော်ဒီအခုလက်ရှိတရားရေးစနစ်ထဲမှာရှိနေတဲ့CDM မလုပ်တဲ့တရားရေးဝန်ထမ်းတွေအပါအဝင်ပေါ့လေဒီပြည်သူဝန်ထမ်းတွေအကုန်လုံးကိုဘယ်လိုသတင်းစကားပေးချင်ပါတယ်လဲခင်ဗျာဟုတ်ကဲ့အခုကျမတို့တော်လန်ရေးကဥဆောင်နေတာတော့အခုပြောဆိုသွားတဲ့ဆရာမတွေရဲ့စကားကိုနားထောင်မယ်ဆိုလို့ရှိရင်ဟိုဘယ်လိုလူတွေဥဆောင်နေလဲဆိုတာသိတာပါတယ်အဲ့တော့ဘယ်လိုပြောရမလဲဒီလိုလူတွေရဲ့ဥဆောင်မှုနောက်ကိုလိုက်ဖို့ကကျမတို့ဝင်လေးစရာအကြောင်းမရှိပါဘူးကျမတို့ဒုက္ခရောက်စရာလည်းအကြောင်းမရှိပါဘူးအဲ့လိုမျိုးမလိုက်ဘူးဆိုလို့ရှိရင်လည်းကျမတို့ကဘူးမှမပါလဲကျမတို့တော်လန်ရေးကနိုင်အောင်တိုက်သွားမှာဖြစ်ပါတယ်ဒါပေမဲ့တော့ဘူးမှမပါလဲကောင်းလေရတယ်ဆိုတာတဲ့စားလို့ရှိရင်အားလုံးပိုင်ကောင်းပါတယ်အဲ့ဒါမလို့ခုချိန်ထိလည်းတတ်မိုးထားပါတယ်ကျွန်တော်ပြည်သူလူထုနဲ့ပူးပေါင်းပြီးတော့ဘက်ပြောင်းခဲ့ဖို့ကိုတိုက်တွန်းချင်ပါတယ်ဟုတ်ကဲ့အဲ့လိုပြောချင်ပါတယ်ဟုတ်ကဲ့ဆိုတော့အခုမလင်းလက်ဆူးအနေနဲ့ရောပေါ့နော်ဒီကျွန်တော်တို့ဒီနားဆင်နေတဲ့ပြည်သူလူထုတွေနောက်ပြီးတော့ဒီလက်ရှိချိန်ထိစစ်ကောင်စီဘက်မှာအကြောင်းမျိုးနဲ့ရှိနေတဲ့သူတွေကိုကျွန်တော်တို့နောက်ဆုံးအနေနဲ့ပေါ့နော် take away message ပေါ့မမရလေးဖြစ်သွားအောင်ဗာလေးပြောချင်တယ်ခင်ဗျဟုတ်ကဲ့ကျမတို့လေဒီကာလမှာဒီပြည်သူ့ဘက်ကိုပေါ့နော်ခိုးလုံလာတဲ့စစ်တီတွေနဲ့ကျမတို့တွေ့ဆုံမှုတွေစကားပြောမှုတွေပေါ့နော်ဆိုတော့နှစ်သိမ့်မှုတွေကျမတို့လုပ်ဖြစ်ခဲ့တာရှိပါတယ်ဆိုတော့အဲ့ဒီကနေပြီးတော့ကျမတို့သိလာတဲ့အခြေအနေတွေအရပြည်သူ့ဘက်ကိုခိုးလုံလာတဲ့စစ်တီတွေဒီဘလောက်ပဲပေါ့နော်စီးပွားရေးလုံခြုံရေးအခက်အခဲတွေရှိနေပါစေအ ਨੇ ဆုံးတော့လူလိုအိတ်ရတယ်လူလိုနေရတယ်အဓိကတော့လူကိုလူလိုဆက်ဆံခံရတယ်ဆိုတော့စိတ်ကျေနပ်မှုဂုဏ်ယူမှုပေါ့နော်သူတို့အဲ့ဒါလေးရတယ်ဆိုတဲ့ဥစ္စာကိုကျမတို့တွေထူးထူးခြားခြားလေးသိရတယ်ပေါ့နော်ဆိုတော့အဲ့ဒါရဲ့နောက်ဆက်တွဲမှာထပ်ပြီးတော့မှလည်းပေါ့နော်ဒီအကြမ်းဖက်စစ်တပ်ရဲ့လက်အောက်ကနေရုံးထွက်ချင်ကြတဲ့ဒီစစ်တီတွေရှိတယ်ဆိုတော့ဒါပေမဲ့လည်းဝါရမိုင်းတွေအပြင်ကိုဒီမျိုးစုံတိုက်နေတယ်ပေါ့နော်စနစ်တကျမျိုးစုံဖြန့်ချီနေတဲ့ဝါရမိုင်းတွေကရုံးထွက်ရတဲ့အပြင်ကိုမိသားစုဝင်တွေဒီဝါရမိုင်းတွေကလွတ်မြောက်ရင်တော့မှပေါ့နော်မိသားစုဝင်တွေကိုဒီပြန်ပေးဆွဲတယ်လို့ဆွဲထားတာပေါ့နော်ဆိုတော့အသက်တွေဘဝတွေကိုချိန်ချောက်ပြီးတော့မှဒီစစ်ပွဲတွေထဲမှာဆင်နွှဲဖို့ဆိုရဲခိုင်းစေမှုမျိုးတွေကြောင့်ဒီအကြမ်းဖက်စစ်တပ်ရဲ့လက်အောက်ကနေမယုံထွက်နိုင်ကြသေးတဲ့စစ်တီတွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့အဲ့တော့ဒီစစ်တီတွေရုံးထွက်လာဖို့အတွက်လည်းတော်လိုင်းအင်အားစုတွေအနေနဲ့ဝိုင်းဝန်းကူညီပေးကြဖို့လိုသလိုအာမခံချက်တွေလည်းပေးကြဖို့လိုတယ်ပေါ့နော်ဆိုတော့ဒါတပိုင်းအဲ့ဒါအပြင်ကိုမှထပ်ပြီးတော့မှပေါ့နော်ဟိုပြည်သူ့ဘက်ကိုပူပေါင်းပါဝင်လာကြဖို့ဖိတ်ခေါ်ချင်တာပေါ့နော်ဆိုတော့ဒီနေ့ဒီချိန်ခါမှာဆိုရင်ကျမတို့တွေဒီအရင်တုန်းကလို့ပေါ့နော်သတင်းချက်လက်တွေခတ်ခဲတဲ့အခြေအနေမဟုတ်တော့ဘူးပေါ့နော်ဆိုတော့ကျမတို့တွေပိတ်ပင်မှုတွေဖိနှိပ်မှုတွေဖုံးကွယ်မှုတွေကြားတဲ့သတင်းချက်လက်တွေကိုကျမတို့လေ့လာလို့ရနေတယ်ဆိုတော့အဲ့ဒီခါမှာဒီစစ်တပ်ရဲ့စနစ်တကျပေါ့နော်ဝါရမိုင်းတိုက်နေတဲ့ဟာတွေကိုလည်းကျမတို့တနည်းတစ်ပုံအပြင်ခြေဖြတ်နေကြတယ်အဲ့ဒီခြေဖြတ်မှုတွေရဲ့ရလက်အရာတစ်ဖက်မှာလည်းတော်လန်ရေးရဲဘော်တွေပေါ့နော်တော်လန်ရေးဒီအင်အားစုတွေရဲ့ကြိုးပမ်းမှုတွေအရာညီညွတ်မှုတွေအရာအောင်မြင်မှုတွေရလာတဲ့နဲ့အတူဒီအလင်းဝင်လာတယ်ပေါ့နော်စစ်တီတွေရှိလာတယ်ပြည်သူ့ဘက်ကိုနိုင်ငံရေးတော်လန်ရေးဂုဏ်သိက္ခာရှိစွာနဲ့ပူးပေါင်းလာတဲ့ပြည်သူဝန်ထမ်းတွေရှိကြတယ်ပေါ့လေဆိုတော့အဲ့တော့ဆက်ပြီးတော့မှကျမတို့တော်လန်ရေးအခြေအနေပေါ့လေစီရေးအခြေအနေနောက်ပြီးကြတော့ဒီစစ်အထူးသဖြင့်တော့အကြမ်းဖက်စစ်တပ်ရဲ့ရုံးမာမှုတွေပြည်သူလူထုပေါ်မှာအညိုးအသေးကြီးနဲ့ပေါ့လေတပ်ဖြတ်နေမှုတွေကိုကိုယ်တိုင်လဲကျူးလွန်ကောင်ကျူးလွန်နေရလိမ့်မယ်တရားဓမ္မလဲခိုင်းစေကောင်ခိုင်းစေခံနေရလိမ့်မယ်ပေါ့နော်ဆိုတော့အဲ့တော့ဒီလိုအခြေအနေတွေကနေရုံးထွက်ပြီးတော့မှလူပီတာဆိုတာနေထိုင်ကြဖို့ပေါ့နော်ဆိုတော့အဲ့တော့ပထမအဆုံးတော့ဝါရမိုင်းတွေကနေရုံးထွက်ကြပါပြီးတော့ရင်လူလိုမနေရတဲ့အခြေအနေခိုင်းစေမှုတွေကနေရုံးထွက်ပါလို့ကျမတိုက်တွန်းချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တို့ဒီနေ့ဒီစကားဝိုင်းကိုဒီမှာပဲအဆုံးသတ်မှာဖြစ်ပါတယ်တက်ရောက်လာပြီးတော့မှပါဝင်ပြောကြားပေးတဲ့ဆရာဆရာမတွေကိုလည်းအထူးကျေးဇူးတင်ပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်တို့ဒီနှုတ်ဆက်စကားအနေနဲ့ဆိုလို့ရှိရင်เนาะခုနကတော့ဆရာဆရာမတွေပြောသွားတဲ့အထဲကနေပေါ့เนาะပြောရလို့ရှိရင်ကျွန်တော်တို့တော်လှန်ရေးကြာလေးကျွန်တော်တို့ပြည်သူတွေအထူးသဖြင့်လူငယ်တွေရဲ့အနာဂတ်တွေပုံမထိခိုက်လေဖြစ်တယ်အဲ့လိုထိခိုက်မဲ့အထဲမှာ
အခုဒီစစ်ကောင်စီအောက်မှာအကြောင်းမျိုးမျိုးနဲ့ပါဝင်နေသေးတဲ့ပေါ့နော်ဝန်ထမ်းတွေစစ်သားတွေရဲ့မိသားစုတွေလည်းလွတ်မှာမဟုတ်ဘူးဖြစ်တယ်ပေါ့နော်နောက်တစ်ခုကဒီဘသူတွေပါမပါကျွန်တော်တို့တော်လန်ရေးကိုတော့ကျွန်တော်တို့တော်လန်ရေးအင်အားစုတွေကပြီးသက်ဆုံးသက်အောင်ပွဲရတဲ့အထိမစုံမနစ်တိုက်သွားမယ်ဆိုတာကိုကျွန်တော်တို့ပြက်ပြက်တသားဒီစကဝိုင်းကနေပြီးတော့ကျွန်တော်တို့ကြားသိနိုင်ပါတယ်တစ်ဖက်မှာလည်းပဲကျွန်တော်တို့အမြန်ဆုံးအောင်ပွဲရပြီးတော့မှတော်လန်ရေးကြီးအမြန်ဆုံးအောင်ပွဲရပြီးတော့မှလူကိုလူလိုဆက်ဆံတဲ့လူကုံတိတ်ခါနဲ့အညီလူပိသားစွာနေနိုင်တဲ့လူဖွဲ့စည်းတဲ့မှာအားလုံးအတူတူနေနိုင်ကြဖို့အတွက်ဆိုလို့ရှိရင်တော့ဝါရမိုင်းတွေကိုချိုးဖျက်ပြီးတော့မှလွတ်မြောက်ရာစီကိုအမြန်ဆုံးရုံထွက်ခဲ့ဖို့ဒီစကဝိုင်းကနေဖိတ်ခေါ်လိုက်ပြစီဗျာကျေးဇူးတင်ပါတယ်ခင်ဗျ